စောစောတည်းကအောက်မှာထိုင်နေရင်းနဲ့ဒီနေ့ဒီမှာဟောရတဲ့ဟောပြောပွဲဟာကျွန်တော်တွေ့ဘူးသမျှတဲမှာအထူးခြားဆုံးပါပဲ။ဘာထူးခြားလဲဆိုတော့နောက်ခံပုံတွေကဘုန်းကြီးပုံတွေဖြစ်နေတယ်။ရှေ့မှာထွက်ဟောရတော့မှန်တာပြောရရင်ကျွန်တော်ကြောချမ်းတယ်။ဘာဖြစ်လို့လဲဆိုတော့နောက်ကသင်္ကန်းတွေရှိနေတယ်။ကိုဘေလူကနိုင်ငံကျော်တရုတ်ဆောင်အကယ်ဒမီကိုကျော်သူနိုင်ငံတော်တရုတ်ဆောင်တွေ့မှတွေ့တတ်ပလိတယ်လို့ပြောရမှာပဲရုပ်ရှင်တရုတ်ဆောင်2ယောက်နဲ့ကျွန်တော်နဲ့မှဒဇင်နဲ့တညလေးလာတွေ့ရှေ့ကပြောတဲ့လူတွေကလည်းလူမှုရေးတွေနိုင်ငံရေးတွေအတ္တတရောနဲ့ဘုဒ္ဓတရစရာတွေလည်းပြောပါတယ်ကျွန်တော်ကတော့တတ်တာဆိုလို့မိုးလေဝသပဲရှိတယ်မိုးလေဝသလည်းပြောရမယ်အချိန်ကလည်းအိတ်ချိန်ဟိုနားမှာထိုင်ဆူတောင်းနေပါတယ်နှက်ကောင်းနှက်မြတ်များတပည့်တော်ကိုပြစ်မထားပါနဲ့လို့ဒီနေ့ညနည်းနည်းလေးအဆင်ပြေအောင်ဆောင်မပါကျေးဇူးတင်ပါတယ်ကိုဘေလူဝတကယ်ကိုစေနာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ပုပ္ပမှာကားရိုက်နေပါတယ်ကားရိုက်ရနေပြီးတော့သူကားနဲ့သူ့အစီအစဉ်နဲ့သူရောက်အောင်လာပါတယ်ကျွန်တော်နဲ့ဟောပြောပွဲတစ်ခုမှပဲကြုံဘူးပါတယ်ဒါပေမဲ့ညီကိုအရင်လို့ခင်သွားပါတယ်ခင်ရတဲ့အကြောင်းကလည်းတစ်ချက်ပဲစိတ်သဘောထားချင်းတိုက်ဆိုင်လို့ဖြစ်ပါတယ်နောက်ကျွန်တော်ကိုတာဝန်ပေးလို့ကိုဇာကနာကိုလည်းကျွန်တော်ထိုင်းနိုင်ငံဘန်ကောက်မှာကျွန်တော်တွေ့တော့သူ့ကိုကျွန်တော်ဖိတ်ပါတယ်သူကလည်းတောင်းပန်ပါတယ်ဒီလာဇန်မှာဒေါ်အောင်ဆန်းစုကြည်နဲ့သူနဲ့နိုင်ငံသားကိုစုယူသွားဖို့ရှိတဲ့အတွက်မအားလို့မလာနိုင်ဘူးပေါ့လေအလွန်ဝမ်းသာပါတယ်လူပြိတ္တကြီးကလည်းအများကြီးဟောပြောပွဲရလဲကျွန်တော်အမြင်တော့အောင်မြင်နေထင်ပါတယ်ပရဟိတနဲ့လုပ်ငန်းတွေလုပ်နေတဲ့နိဗ္ဗာန်ရှိပြီဖွဲ့ကြီးစာရေးဆရာမတမ်းမြင့်အောင်ဒေါ်တမ်းမြင့်အောင်ပေါ့လေကျွန်တော်လည်းမောင်နှမလို့ခင်ပါတယ်ကျွန်တော်အမိကြောင်းစာအုပ်သူရေးနေပါတယ်သူပြောတဲ့စကားတစ်ခုကျွန်တော်ကြားမိပါတယ်မှတ်လည်းမှတ်မိတယ်တတိယဆရာမကြီးဒေါ်တမ်းမြင့်အောင်ကဘာပြောလဲဆိုတော့ကိုချင်းစာစိတ်နဲ့ပရဟိတစိတ်သာမရှိရင်လူဟာတရိစ္ဆာန်နဲ့ဘာများထူးခြားအောင်မလဲပြောပါတယ်ပရဟိတလုပ်ငန်းလုပ်တဲ့လူတွေဟာအလွန်မွန်မြတ်ပါတယ်ကျွန်တော်ကမိုးလေဝသသမားမို့လို့မိုးလေဝသနဲ့ပတ်သက်တဲ့ဥပမာလေးတစ်ခုနဲ့ကျွန်တော်တင်စားပြောချင်ပါတယ်ပရဟိတသမားတွေဟာမိုးလေဝသမှာဆိုရင်ဒါဥက္ကဗျံနဲ့တူပါတယ်ဥက္ကဗျံဆိုတာဘယ်သူမှအာမကိုပါဘူးကိုလောင်စာအဖြစ်သုံးပြီးကဘာကိုလင်းအောင်ပြီးတယ်ဒီလိုပုံကိုမျိုးတွေဖြစ်တဲ့အတွက်မွန်မြတ်တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်စာပေဟောပြောပွဲဆိုတဲ့စင်တွေပေါ်ကျွန်တော်တက်ဟောတဲ့အခါတိုင်းကျွန်တော်လက်ပြမလုံးပါဘူးအကြောင်းကတော့ကျွန်တော်စာရေးဆရာမဟုတ်ပါဘူးစာအုပ်လည်းကျွန်တော်တအုပ်လောက်ပဲဆောင်းပါးပေါင်းချုပ်လေးထုတ်ဖူးပါတယ်ကျွန်တော်ရေးဘူးတဲ့စာတွေကဘာသာရပ်ဆိုင်ရာဆောင်းပါးတွေပဲများပါတယ်ဒါပေမဲ့လို့2008ခုနှစ်နာဂစ်မုန်တိုင်းကြုံတွေ့တဲ့အတွေ့အကြုံကြီးကကျွန်တော်ဘဝကိုအမြဲတမ်း6လန့်နေပါလေဒီမုန်တိုင်းကြီးကိုကျွန်တော်ကြိုသိပါတယ်9ရက်ကြိုသိတယ်သိတဲ့အတိုင်းလဲတာဝန်ကြီးပွန်သွားကျွန်တော်အသိပေးခဲ့တယ်ကြိုတင်ပြီးလဲပြောခဲ့တယ်လုံနိုင်သမျှအကုန်လုပ်တယ်ဒါပေမဲ့လူပေါင်း338,000အသက်ကိုကျွန်တော်မကယ်ခဲ့နိုင်ပါဘူးကျွန်တော်သေတဲ့အထိကျွန်တော်ကိုနှိပ်စက်နေမဲ့အတွေ့အကြုံတစ်ခုဖြစ်ပါတယ်အဲ့ဒီအတွေ့အကြုံပြီးခဲ့တဲ့ကကျွန်တော်ဒီလုပ်ငန်းကိုလုပ်တော့မယ်လို့ကိုယ့်အကိုဆုံးဖြတ်ပါလေ
အဲ့ဒီဆုံးဖြတ်ချက်ကတော့လူထုရဲ့အသည့်တွေတဘာဝဘေးနဲ့ပတ်သက်တဲ့ပညာတွေပြန်ပွားဖို့အလုပ်ကိုကျွန်တော်လုပ်မယ်လို့ဆုံးဖြတ်ပြီးအငိမ့်စားယူပြီးကြတဲ့ကလုပ်နေတာအခုဆို4 နှစ်လောက်ရှိနေပြီဖြစ်ပါတယ်တနည်းပြောရရင်တော့ကျွန်တော်လုပ်နေတာစာပေဟောပြောတာမဟုတ်ပါဘူးကျွန်တော်လုပ်နေတာ mission တစ်ခုလို့လုပ်နေတာဖြစ်ပါတယ်အခွင့်အရေးရတိုင်းလဲပြောပါတယ်ဘယ်နေရာခေါ်သွားပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့တစ်လလောက်ကတော့ကျမရေးအလုပ်ပင်ပန်းမှုကြောင့်ကျွန်တော်ဆေးရုံတက်တဲ့အခါမှာဆရာဝန်ကခရီးသွားလောက်ခင်ပိတ်ထားပါတယ်မသွားနဲ့လို့တားပါတယ်အကြောင်းကတော့ကျွန်တော်ကအကြီးစားခွဲစိတ်ကုသမှုခံယူထားတဲ့လူဖြစ်နေလို့ပါပဲကျွန်တော်နှလုံးခွဲထားပါတယ် bypass လို့ခေါ်တဲ့ operation ကြီးလုပ်တာတော့မသွားပါနဲ့ပြောပါတယ်ဒါပေမဲ့ဒီပွဲကတော့ကျွန်တော်ဘလို့မှညင်းလို့လည်းမရတဲ့ပွဲဖြစ်တယ်ကျွန်တော်ဖြစ်အောင်လာပြီးပြောခြင်းပဲဖြစ်ပါတယ်ဟောပြောပွဲတွေကလည်းတော်တော်များများပြောဖြစ်ပါတယ်ဒါကြောင့်လူလူအသည့်တွေလည်းတိုးလာပါတယ်ကိုယ့်အပြစ်ကိုပဲပြောရမှာပဲအဲ့ဒီလိုအသည့်တွေတိုးလာလိုက်တဲ့အတွက်ပြီးခဲ့တဲ့တစ်လလောက်ကတော့ကျွန်တော်ဗဇက်ကအမြုပ်ထွက်အောင်ကိုဖြေးနေရပါတယ်အနေနဲ့ရက်ကနေပြီးတော့တယ်လီဖုန်းတွေနဲ့ဆက်ပြီးမေးလိုက်ကြတာတချို့ကလည်းပြောတယ်ဆရာကြီးရဲ့ကျမအိတ်မရတာ3လလောက်ရှိပြီအဲ့ဒါတကယ်လားပေါ့ဘာမေးကြတာလဲဆိုတော့ဒီဇင်ဘာ21ရက်မှာကဘာပြစ်မယ်ဆိုတာတကယ်လားအဲ့ဒီမေးခွန်းကိုမေးအရင်တော့ဒါမျိုးတွေလူတွေစိတ်ဝင်စားဘူးနာဂိပြပြတဲ့နောက်မှာလူတွေဒါတွေတအားစိတ်ဝင်စားအဲ့ဒါကြီးကိုကျွန်တော်ကတစ်ချိန်လုံးဖြေးနေရတယ်ကျွန်တော်အိမ်မှာအဲ့လိုအမြဲတမ်းဖြေးနေရတော့ကျွန်တော်နဲ့အတူနေတဲ့ကျွန်တော်မြီးလေးက3 တန်းကျောင်းသားလေးကျွန်တော်အကြီးဆုံးသမီးကမွေးတဲ့မြီးကြီးဆုံးအသက်က9 နှစ်ပဲရှိသေးတယ်သူကတစ်ချိန်လုံးကျွန်တော်ကိုကြည့်နေတော့ဒီလိုမေးတာတွေဖြေးနေရတော့နောက်တော့သူကကျွန်တော်ကိုပြောပါတယ်ဘဘရဲ့တဲ့ဒီတကဘာပြက်မလားလို့မင်းရင်မပြက်ဘူးလို့သာပြောလိုက်ပါတဲ့ဟာမင်းပိုင်လိုက်လားလို့ဟုတ်တယ်လေတဲ့ဘဘတဲ့ဘဘမပြက်ဘူးလို့ပြောလိုက်ရင်ကဘာကြီးတကယ်မပြက်ရင်လူတွေကဘဘမှတ်နေဆိုပြီးတော့ဘဘကိုကျေးဇူးတင်ပါဗောတဲ့ပြက်သွားလဲဘာဘူးစရာရှိလဲဘဘရဲ့အကုန်သေးကုန်ပြီပဲအဲ့တော့မဆိုးဘူးပေါ့ဗျာနော်ကလေးကကျွန်တော်ရဲ့ညံပြေးတယ်နော်တခါလဲကျွန်တော်တို့အလုပ်ကမလွယ်ပါဘူးဗျာဒီမိုးလေဝသလုပ်ကျွန်တော်ရင်ဖွင့်ပြောရရင်မိုးလင်းပါတယ် MRTV4 ကျွန်တော်ကမကြသတင်းရိုက်ဖို့သွားရပါတယ်အဲ့မှာကျွန်တော်မိတ်ဆွေတယောက်ရှိပါတယ်ဦးမျိုးမြတ်သူဆိုရှိပါတယ်ပြည်သက်ကြီးမြန်မာတမ်းမိလောက်ပါတယ်သူ Sunday Talk တို့ Intellectual Talk တို့ပြောနေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ကျွန်တော်လည်းတွေးလိုက်ရောသူကဟာဆရာတော်ပဲတဲ့ကျွန်တော်ဆရာကိုတွေးချင်နေတာတဲ့ဟုတ်လားဆရာဘာလဲဆရာပြဆရာရှိတယ်လို့ပြောဆိုပြောပြီးတော့သူ့နောက်ကစပွဲပေါ်ကတင်ထားတဲ့ဂျာနယ်တစ်စောင်ကိုသူဆွဲယူပြီးတော့ဂျာနယ်ကိုလှန်ပြီးတော့သူပြကျင်တဲ့တည်င်းကိုရှာတွေ့လဲတွေ့ရောလက်ညှိုးလေးနဲ့ထောက်ပြီးကျွန်တော်ကိုဒါပဲဆရာဆိုပြီးတော့ပြပါတယ်သူအဲ့လိုပြလိုက်တော့ကျွန်တော်ကသူပြတဲ့တည်င်းလေးကိုဖတ်ကြည့်လိုက်ပါတယ်အဲ့ဒီတည်င်းလေးကမရေးထားလဲဆိုတော့တောင်အာဖရိကနိုင်ငံမှာမိုးလေဝသသတင်းတွေထုတ်ပြန်တဲ့အခါမှားယွင်းခဲ့ရင်အဲ့ဒီထုတ်ပြန်တဲ့လူကိုထောင်ဒဏ်10 နှစ်ဒါမှမဟုတ်ရင်ဒဏ်ငွေအမေရိကန်ဒေါ်လာ1,36,000ဒဏ်ရိုက်ဖို့ဥပဒေကြမ်းအစိုးရကအတည်ပြုလိုက်ပြီဆိုတဲ့သတင်းဖြစ်ပါတယ်အဲ့ဒီတဲ့ကိုသူကကျွန်တော်လာပြမိုးလေဝသသမားမိုးလေဝသခံမှန်းတာမှန်းရင်ထောင်10 နှစ်အကြခံမလားဒါမှမဟုတ်ရင်တန်ငွေ1,36,000ပေးမလားဥပဒေကြမ်းအဲ့ဒါလေးလည်းပြလိုက်ရောကျွန်တော်ကအဲ့ဒီတဲ့လေးဖတ်ပြီးတော့ဥမျိုးပြတ်သူကိုပြန်ပြောလိုက်ပါတယ်ဆရာရဲ့မိုးလေဝသခံမှန်းလို့မှားတိုင်းသာထောင်ချရမယ်ဆိုရင်ဆရာတို့အလုပ်ရှုပ်ပါတယ်ကျွန်တော်အင်ကိုသာထောင်နှံရန်ကာထားလိုက်ပါတော့တခါတည်းထောင်ထဲကမထွက်တော့ပါဘူးလို့နော်သူကတခါဆက်မေးရကျွန်တော်ဆရာမကြောက်ဘူးလားတဲ့ကျွန်တော်ကပြောလိုက်ပါတယ်မကြောက်ပါဘူးယာ
ဟာဆရာတတိကောင်းလိုက်တာလေဟာကောင်းတာပေါ့ဗျာဘလို့ကြောက်လုံးဆရာလေဟာဆရာရေကျွန်တော်တို့မိုးလေဝသဆိုတာကျွန်တော်တို့အလုပ်တွေကျွန်တော်တို့လုပ်တဲ့ခါမှာကျွန်တော်တို့ကအရန်လုပ်တာမဟုတ်ဘူးဆရာကျွန်တော်တို့ကဆောင်ပုတ်တစ်ခုကိုလက်ကင်ထားပြီးတော့လုပ်နေတာဟုတ်လားလေဆရာတို့မိုးလေဝသမှာဆောင်ပုတ်ရှိလားရှိတာပေါ့ဗျာဟာကျွန်တော်မကြားဘူးပါဘူးဆရာလေဟုတ်တယ်ရှိတယ်ဟာဒီလိုဆိုပြောသားမှဆရာတဲ့ဆရာတို့မိုးလေဝသဆောင်ပုတ်ကဘာတော့နဲ့ဟာဆရာမသိရင်တော့မှတ်ထားဆရာကျွန်တော်တို့မိုးလေဝသမှာဆောင်ပုတ်ရှိပါတယ်လို့အဲ့ဒီဆောင်ပုတ်ကတော့မဟုတ်မှလွဲရောကျွန်တော်တို့ဆောင်ပုတ်ပါပဲမဟုတ်ရင်လွဲရောဒီဆောင်ပုတ်နဲ့ပဲအလုပ်လုပ်ပါတယ်တခါကလည်းကျွန်တော်အမေးခံရပါတယ်ဆရာရဲ့တဲ့ကျွန်တော်ကြားဘူးတာကမိုးနဲ့တူအစိုးမရလို့သာကြားဘူးပါတယ်ဆရာတို့မိုးလေဝသကြတော့မိုးလေဝသသတင်းတွေထုတ်ပြန်လိုက်တိုင်းအဲ့ဒီသတင်းတွေရဲ့အဆုံးမှာအမြင်ပါတယ်တဲ့ရွာရန်ရာနှုန်း80ဖြစ်ပါတယ်ရွာရန်ရာနှုန်း60ဖြစ်ပါတယ်ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်အတိအကျကြီးပဲဆရာတို့အဲ့ဒါဘယ်လိုတွက်တာတော့နဲ့ဟာမင်းတကယ်သိကျင်လားတကယ်သိကျင်နောက်တခါငါတို့ယုံနာရောက်ရင်မြို့ဝင်ခဲ့ငါပြမယ်လို့ငါတို့ယုံပါလေလို့ယုံတော့မှငါတို့ရေကန်တကန်ရှိအဲ့ဒီရေကန်ထဲမှာငါတို့ကဖားဆယ်ကောင်မွေးထားတယ်မိုးလေဝသသတင်းထုတ်တော်မယ်ဆိုရင်အဲ့ဒီဖားဆယ်ကောင်သွားကြည့်ဖား8ကောင်អော်ရင်ရွာရနှုန်း80ပဲလို့6ကောင်អော်ရင်ရွာရနှုန်း60ပဲกว่าလို့ကျွန်တော်အဲ့လိုပြောလိုက်တဲ့အခါမှာသူ့မျက်နှာကပြုံးစီစီဖြစ်လာတယ်ပြုံးစီစီဖြစ်လာပြီးတော့မချိုမချင်းနဲ့ကျွန်တော်မေးတယ်ဆရာတဲ့9ကောင်လဲអော်ရင်ရောတဲ့ဟာမင်းတင်ချာတော့ညံ့နေကောင်မယ်လို့ဖား10ကောင်မွေးကြတဲ့ထဲမှာ9ကောင်អော်ရင်ရွာရနှုန်း90ပေါ့กว่าလို့မျက်နှာပုံပြီးတော့ပြုံးပြီးဖြစ်လာပို့ပြီးတော့လူကိုနဲ့ပြောင်းကျင်တဲ့မျက်နှာပေးမျိုးနဲ့ထပ်ကြည့်ပြီးဆရာတဲ့90ရာနှုန်းဆိုတော့ဘာလဲဆရာဟာမင်းတင်ချာတော်တော်ညံ့နေကောင်းမယ်ညံ့မြန်ပြီဟေးတရားမှာမိုးရွာဖို့90ဆိုရင်မိုးမရွာဖို့ကလည်း90ပဲမင်းသားလေအောင်ပြောရင်အဲ့ဒါရွာချင်းရွာမယ်မရွာချင်းမရွာဘူးပြောတာပဲနော်အဲ့ဒါတော့မိုးလေဝသတော့မှားတယ်လေဗျာနော်ကျွန်တော်တို့ဒီလိုလှုပ်ရှားနေတာနှစ်ပေါင်းကိုကြာပြီနော်အဲ့ဒါကိုမသိတဲ့သူတွေကခင်ဗျမိုးလေဝသဘယ်တော့မှမမှားဘူးမိုးလေဝသဘာဖြစ်လို့လဲမိုးရွာတာကခွဲထားရကြဘေးတက်ကြီးမှသိရလားမသိပါဘူးမိုးကိုလေဘာယာနတိချက်ထားရကြနေရာကွက်ကြနေရာကျဲကျဲနေရာစိတ်စိတ်နေရာအနှံ့အပြားရွာနီးကိုအမျိုးမျိုးဖွဲ့တာနော်ဖွဲ့ပြီးတော့နောက်ကရာခိုင်နှုန်းကလည်းအမျိုးမျိုးနဲ့မဟုတ်လားနောက်ဆုံးမသေးကြတော့ဘူးဆိုလို့ချင်း90ရာနှုန်းနဲ့ပိတ်ထဲတာပြီးတာပဲဇက်လန်းနော်အဲ့ဒီလိုဖြစ်နေပြီးတော့မိုးလေဝသအလုပ်တွေလုပ်နေရတဲ့ထဲမှာတခါကလည်းကျွန်တော်မိကွန်းတစ်ခုမေးခံရပြန်အဲ့ဒါမဆလာကိတ်ကမဆလာကိတ်တုန်းကတောင်သူလက်သမားစီယုံဆိုတာရှိအဲ့ဒီတောင်သူသမားစီယုံကမိုးလေဝသရုံးကိုလာလေ့လာနေလာတော့ပုဂ္ဂိုလ်ကြီးတွေပေါ့ဗျာကျွန်တော်ကအဲ့ဒီတုန်းကခမန်းကြီးဌာနခွဲတာဝန်ခံအရာရှိပေါ့ခန်းငယ်ငယ်ပေါ့မိုးလေဝသသတင်းထုတ်ပြန်ပုံတွေကိုကျွန်တော်ရှင်းပြအာဘောင်အရင်တန်တန်နဲ့45မိနစ်လောက်ကြာပါတယ်တော်တော်လည်းမောသွားတယ်ပြီးလည်းပြီးရောထုံးစံအတိုင်းကျွန်တော်ကဟုတ်ကဲ့ခင်ဗျအင်္ဂလိပ်လိုမေးချင်တာရှိရင်မေးနိုင်ပါတယ်ခင်ဗျဒါနိုင်ငံခြားဆိုရင်တော့ flow open ခေါ်တာပေါ့ဗျာဖွင့်ပေးလိုက်တာပေါ့နော်အဲ့ဒီလိုလည်းပြောလိုက်ရောအဲ့ဒီလေးလာတဲ့အထက်မှာပါတဲ့ပုဂ္ဂိုလ်ကြီးတယောက်ကကျွန်တော်တို့ဒီနောက်မီလက်တန်းခုံပေါ်မှာနောက်ကိုမီလက်ကဒီလိုနောက်တန်းပေါ်တင်းခြေထောက်ကချိတ်ထားပြီးတော့နေသားမအောင်ဦးထွန်းလွင်ရဲ့ကျွန်တော်မရှင်းလို့တခုလောက်မေးစမ်းမရစေဟာဟုတ်ကဲ့မေးပါအန်ကယ်ခင်ဗျားတို့မိုးလေဝသမှာဘာပြုလို့မှုန်တိုင်းတွေကိုမိမ့်မနာမည်ကြီးပေးရတာလေဟာပြဿနာပဲလို့နော်မှုန်တိုင်းတွေမိမ့်မနာမည်ပေးတယ်ဘာကြောင့်လဲတဲ့မှုန်တိုင်းမိမ့်မနာမည်ပေးတယ်ဆိုတာကျွန်တော်တို့ပေးတာမဟုတ်ဘူးကမ္ဘာမိုးလေဝသအဖွဲ့ချုပ်ကပေးတာလည်းမဟုတ်ဘူးအမျိုးသားမိုးလေဝသဌာနတွေကပေးရလည်းမဟုတ်ဘူးဒါဖြင့်ဘယ်ကောင်တွေကပေးတာလဲဆိုတော့ကျွန်တော်တို့ရဲ့အရှိဘက်မှာပစိဖိတ်သမုဒ္ဒရာဆိုတာရှိတယ်အဲ့ဒီပစိဖိတ်သမုဒ္ဒရာအလယ်မှာကျွန်းတစ်ကျွန်းရှိအဲ့ဒီကျွန်းကဂူဝမ်ကျွန်းလို့ခေါ်တယ်အဲ့ဒီကျွန်းပေါ်မှာ American leadership United States Air Force လို့ခေါ်တယ်အတူကောက်တော့ USAF လို့ခေါ်တယ်
အဲ့ဒီမှာရှိတဲ့ရဲဘော်တွေကမိုးလေဝသမုန်တိုင်းသတင်းတွေထုတ်ပြန်တဲ့အခါမှာဒီငနာတွေကဗျာရဲဘော်တွေဆိုတော့ကြည့်ရတာဗိုလ်မတွေကိုအမေရိကထားခဲ့တယ်နဲ့တူပါတယ်ဗိုလ်မတွေလည်းလွန်းမုံရပါတယ်အဲ့တော့မုန်တိုင်းတစ်လုံးဖြစ်လိုက်တိုင်းအိမ်ကမိမနာမည်တွေကြီးပြီးတော့တာပဲနော်ပြီးတဲ့အခါမှာလည်းစီးစနစ်ကြအောင်တခါလေဒီတစ်နှစ်စာအတွက်မုန်တိုင်းနာမည်မိမနာမည်တွေကိုအခရာဇင်နဲ့ကိုမလုပ်တာလဲစင်ထားတာဗိုလ်မနာမည်တွေပေါ့နော်အင်္ဂလိပ်အခရာမှာ A နဲ့စတော့ပထမဆုံးဖြစ်တဲ့မုန်တိုင်းဆို Amy နောက်တစ်လုံးဖြစ်ရင် Betty နောက်တစ်လုံးဖြစ်တော့ Kathy Diane Eileen Farah ဘုံမနာမည်တွေစီတာပြီးတစ်လုံးပြီးတစ်လုံးပေးနေတာဒါပေမဲ့ဒီကနာတွေကဘာကြောင့်ဘုံမနာမည်ပေးတယ်လို့ရှင်းမပြဘူးဒါကြောင့်ကျွန်တော်လည်းမသိဘူးဒါပေမဲ့ကျွန်တော်ကိုမင်းနေတော့ကျွန်တော်ကလည်းမသိတာကိုမသိဘူးလို့ဝန်ခံမှာတော်တော်ဝင်လေးတယ်တည်တဲ့ပို့ပြီးတော့ဆိုတာကကျွန်တော်မသိလဲပြောတတ်တယ်ဘာဖြစ်လို့လဲဆိုတော့မိုးလေဝသခန့်မှန်းချက်ထုတ်နေတဲ့လူဆိုတော့နော်မသိလဲပြောတတ်တယ်တည်တဲ့ပို့ဆိုတာကအဲ့ဒီလိုပြောလို့မှားသွားရင်လဲကျွန်တော်ကမရှက်တတ်ဘူးနော်မျက်နှာပိုးလည်းသိတယ်နော်ဒါမိုးလေဝသဌာနလုပ်တဲ့အကျိုးကျေးဇူးလို့ပဲပြောကြပါလို့ဗျာနော်အဲ့ဒါဆိုတော့ကျွန်တော်စဉ်းစားပြီးတော့မိမနာမည်ဘာကြောင့်ပေးလဲစဉ်းစားပြီးတော့နောက်ဆုံးစဉ်းစားလို့ရတာပေါ့ဗျာကျွန်တော်တွေးရပေါ့သူ့ကိုဖြေလိုက်တာပေါ့ဗျာမုံတိုင်းတွေကိုမိမနာမည်ပေးရတဲ့အကြောင်းဟာနှစ်ချက်ရှိပါတယ်အန်ကယ်ပထမအချက်ကတော့အန်ကယ်မုံတိုင်းဆိုတာလေဟိုသွားမယ်ဆိုဒီသွားမယ်ဆိုဟုတ်အလုံးခံမရခက်ပါတယ်အဲ့ဒါမိမတွေနဲ့ဒူးတယ်ထင်ပါတယ်ခင်ဗျအဲ့ဒီဘိုးကြီးကအေးပြတယ်နော်ဒါနဲ့ကျေနပ်သွားတယ်နောက်တော့တစ်ချက်ရှိပါသေးတယ်အန်ကယ်မုံတိုင်းဆိုတာဖြစ်ပြီဆိုတာနဲ့တရက်ကို24နာရီတစ်ပတ်ကို9ရက်မျက်စိအောက်ကအပြောက်ခံလို့မဖြစ်ဘူးမျက်စိအောက်ကအပြောက်ခံလိုက်တာနဲ့ခံရပြီတမတ်အဲ့ဒါလည်းမိမတွေနဲ့တူတယ်ထင်ပါတယ်ခင်ဗျပေါ့ပြောလိုက်တာအိတ်ဘိုးကြီးအေးပြဆိုပြီးသူ့ရဲ့ဟာကြီးသူတတိယသွားတော်သေးဗျာဆိုပြီးသွားတယ်နော်အရှုပ်မသီးတဲ့အလုပ်ပါဗျာခင်ဗျအလုပ်လုပ်ရတာလည်းအလွန်အားနေပါလေမိုးလေဝသအလုပ်တန်ဖိုးထားကြဖို့များကျွန်တော်အိမ်မှာသားတစ်ယောက်ရှိပါတယ်အခုတော့ပိုလီဖိုင်နယ်ရောက်နေပါတယ်စင်ကူမှာကျောင်းတက်နေပါတယ်အဲ့ဒီကလေး8တန်း9တန်းလောက်တုန်းကအိမ်မှာအတူတင်းနေကျွန်တော်ကအဖေဆိုတော့ဘာရေးလို့မဟုတ်ပေါ့လေအမှတ်မထင်ပေါ့သားကိုကျွန်တော်မေးလိုက်သားလို့မင်းကြည့်ရင်ဘာလို့မလဲကွာလို့မေးလိုက်တယ်ကျွန်တော်သားကလည်းရိုးတတ်ဖြစ်ပါတယ်မစင်စားသေးပါဘူးဖေဖေရတဲ့အေးဟုတ်တော့ပေါ့ကွာမင်းငယ်လေးရှိသေးတာပဲခုမှ8တန်းရှိသေးတာပဲဘယ်စင်စားအောင်မှလဲပေါ့ထားလိုက်ပါဘူးခဏလောက်ကြာတော့ तू ကကျွန်တော်လှမ်းပြောတယ်မိုးလေဝသတော့လုံးပြမယ်မထင်ပါဘူးဖေရတယ်ဟာကျွန်တော်သားလုံးရမယ်အလုပ်တော့မစင်စားတတ်တာမလုံးရမယ်အလုပ်တော့သိတယ်ဗျာဟုတ်လားကျွန်တော်ပြောတာကိုတွေ့တယ်နော်ကျွန်တော်နိုင်ငံရဲ့မိုးလေဝသလုပ်ငန်းဟာဘလောက်ခက်ခဲတယ်ဆိုတာတခါလဲကျွန်တော်ရုံးမှာဒုတိယညွှန်ကြားမှုချုပ်ကျွန်တော်လုပ်တုန်းကကျွန်တော်ရဲ့အထက်ကညွှန်ချုပ်ကတာဝန်တစ်ခုပေးတယ်ဘာပေးလဲဆိုကိုထွန်းလွင်နဲ့ဟောဒီကလေးမလေး3ယောက်မိုးလေဝသရုံးအလုပ်လုပ်ချင်လို့ပြောတယ်ဗျာတဲ့ခင်ဗျအင်တာဗျူးဆက်လိုက်စမ်းပါတဲ့ဟုတ်ကဲ့ပါဆရာလို့ကျွန်တော်ဆက်လိုက်ပါမယ်အဲ့ဒီကလေးမလေး3ယောက်ရောက်လာတော့ပထမဦးဆုံးကလေးမလေးကိုကျွန်တော်မေးသမီးကမိုးလေဝသဌာနအလုပ်လျှောက်တယ်ဆိုတော့သမီးဘွဲရပြီးမှပေါ့ရပြီးပါပြီဆရာဘာဘွဲတော့မဟာသိပ္ပံဘွဲပါဆရာဟာကောင်းလိုက်တာကွာမဟာသိပ္ပံဘွဲဆိုတာဘွဲလွန်မယ်ဘွဲလွန်ကြီးရထားရဲ့တန်းနဲ့မိုးလေဝသကိုအောက်တန်းစရေးရာဒူးဝင်ပေါက်ရာဒူးကိုလာလျှောက်တယ်ဆိုတော့ဒါခန့်တဲ့နေပြီမဟုတ်လားမဟာသိပ္ပံဘွဲလွန်ကြီးရရဲ့တန်းမှာအောက်တန်းစရေးမခန့်ရင်ဒါအစိုးရကိုစော်ကားရဖြစ်မယ်ဒါခန့်တဲ့နေပြီဒါနဲ့ဆက်မေးရမဟာသိပ္ပံဆိုတော့သမီးဘာသာအဓိကနဲ့ရတာတော့ဖြည့်တယ်မိုးလေဝသနဲ့ပါဆရာဟာမိုးလေဝသ MSc မိုးလေဝသရုံးမှာအလုံးမပေးဘယ်သူပေးမှလဲပေးဖို့တင့်နေပြီပေးကျင်နေပြီဒါပေမဲ့
ဒီကြီးကကို့အထက်ကဆရာကအင်တာဗျူးလေးမေးလိုက်ပါအောင်လို့ပြောတော့သမီးရဲ့လို့သမီးရတဲ့ဘွဲ့နဲ့သမီးလျှောက်တဲ့အလုပ်နဲ့ရတော့ညင်းစရာကိုမရှိပါဘူးလို့ဒါပေမဲ့ဒီကြီးကအင်တာဗျူးလေးမေးလိုက်ပါအောင်လို့ပြောလို့ဆရာနည်းနည်းတော့မေးမယ်နော်လို့ဆိုတော့မေးပါဆရာအေးစစ်စစ်ပဲကဲသမီးကမဟာသိပ္ပံဘွဲ့ယူတော့သမီးစာတန်းလောက်ရမှာပေါ့လောက်ရပါတယ်ဆရာဘာစာတန်းလောက်တော့မေးလိုက်တဲ့အခါမှာသူကစာတန်းနာမည်ပြောပါတယ်သူပြောတဲ့စာတန်းရဲ့နာမည်ကမိုးလေဝသအသုံးအနှုန်းတစ်ခုဖြစ်ပါတယ် vorticity လို့ခေါ်ပါတယ် vorticity ဆိုတာမိုးလေဝသမှာမုန်တိုင်းတစ်လုံးကဘိုးချက်ကိုဝစ်ပတ်ပြီးတော့လေတိုက်တဲ့အခါမှာအဲ့ဒီဝစ်ပတ်တိုက်တဲ့လေတိုက်တဲ့နှုံးကို vorticity ခေါ်ပါတယ်အလုံးရေးကြည့်တာပေါ့မဟုတ်လားဒါမုန်တိုင်းဆိုတာလူသက်လက်တဲ့ပဲအဲ့ဒီမုန်တိုင်းအားကောင်းလားမကောင်းလားဆိုတာအဲ့ဒီ vorticity နဲ့ပြောရတယ်ဟာတက်ကောင်းလားကဲသမီးလို့လွယ်လွယ်ပဲပေါ့မြန်မြန်လည်းပြီးအောင်ပေါ့ကျွန်တော်ကမေးပါတယ်ကဲသမီးရဲ့ဆရာကို vorticity ဆိုတာဘာလဲပြောပြသမှာသူရေးတဲ့စာတမ်းရဲ့ခေါင်းစဉ်အဲ့ဒီခေါင်းစဉ်မှာတုံးထားတဲ့အသုံးနှုန်းကိုကျွန်တော်ကဘာလဲလို့မေးလိုက်တာအဲ့လိုလဲမေးလိုက်ရောတငယ်မကထိုင်ရကြီးမေ့နေတယ်စကားပြန်မရဘူးနော်စကားပြန်မရတော့ကျွန်တော်နောက်တစ်ဆင့်ထပ်မေးသမီးလို့မိုးလေဝသမှာလေဘိုးချက်ကိုပတ်ပြီးတော့လေတိုက်တဲ့ခါမှာနိုင်လက်တန်အတိုင်းနိုင်လက်တန်ဆန့်ကျင်တဲ့ဘက်နဲ့နိုင်လက်တန်အတိုင်းတက်တဲ့နှမျိုးရှိတကူနဲ့တကူကဆန့်ကျင်ဘက်ဆရာတို့သိပ္ပံပညာမှာဆန့်ကျင်ဘက်တွေကိုခွဲခြားတဲ့နည်းရှိအဲ့ဒါဘာလဲဆိုတော့အပေါင်းအနှုတ်နဲ့ခွဲတယ်လို့နိုင်လက်တန်နဲ့ဆန့်ကျင်တဲ့ဘက်နဲ့တိုက်တဲ့လေကိုစိုက်ကလုံးခေါ်တယ်လို့နိုင်လက်တန်တိုင်းတိုက်ရင်အန်တီစိုက်ကလုံးခေါ်တယ်ဘယ်ဟာကအပေါင်းဘယ်ဟာအနှုတ်လဲလို့ဒုတိယမေးခွန်းမေးလိုက်တော့အဲ့ဒီကလေးမတတိပြန်ပြီးတော့မလဲသေးပါဘူးမေ့နေသေးပါပဲနော်အော်ငါတို့နိုင်ငံမဟာသိပ္ပံတွေပါရဂူဘွဲ့တွေမွေးထုတ်လိုက်တာတက္ကသိုလ်ကြီးကတနေ့မနေဘူးပဲနော်စာတန်းတွေလုပ်တယ်ဆိုလို့ကောင်းလိုက်တာအခုစာတန်းကိုမေးတာကျွန်တော်စာအုပ်ကိုမလှန်လဲရဘူးမျက်နှာဖုံးကိုမေးတာကိုအလုံးမဖြစ်လိုက်ဘူးနော်ကဲတော်ပါပြီလေဟုတ်လားစာဆိုတာအချိန်တိုင်းမေ့တာပဲအရင်မကြည့်ပါဘူးပြန်ဖတ်လိုက်ပြန်တတိရတာတခါတော့အကြောင်းသားတယောက်ပြောတယ်လို့ပေါ့တခါတော့ကျွန်တော်နေတဲ့ရက်ွက်ဘဲဗုဒ္ဓနဲ့မှာပဲဆိုကြပါလို့ဗျာနော်ကျွန်တော်မန်းလေးသားပါနော်မန်းလေးသားဒေဝင်ဘဲဗုဒ္ဓမှာကျွန်တော်နေတာပါဆယ်တန်းစာမွေးကြီးညီးလာတော့ရက်ွက်ထက်မှာရှိတဲ့ဆယ်တန်းကျောင်းသားတွေကစာကြီးကြက်နေလက်တာဟိုးစူးညံ့နေတာဒါပေမဲ့မိမကြီးတယောက်ကမျိုးသမီးကြီးတူကသူ့သားကတော့စာမကျက်ဘဲနဲ့ရှောက်လဲနေတယ်အဲ့တော့မအီလို့တဲ့လူကစိတ်မချမ်းသာဘူးအဲ့တော့ဟိုကလေးကလေယာကပြန်လာအိမ်ရောက်တဲ့အခါကျတော့မအီလို့တဲ့လူကဆူတာပေါ့ဟဲ့သားစာမေးပွဲနီးပြီလေကြည်သားတရားကွက်လုံးစာတွေကြက်နေကြတာနေ့မှာစာမကျက်ပါလားဘာလို့မကျက်တာလဲဆူလိုက်တော့သားလို့တဲ့လူကပြန်ပြောတယ်ဘယ်လိုပြောလဲဆိုတော့ကျက်စမ်းမစီအမေယာနဲ့အဲ့ဒီကောင်နေမေ့သွားရင်ကျွန်တော်နဲ့အတူတူပါပဲသူသားပြောတယ်နော်ညီကောင်လမ်းကောင်ပေးတာမဟုတ်ဘူးနော်ကိုအဲ့လိုလာပြောရင်ခံရမှာဆိုလို့ပြောပြတာဟုတ်လားအဲ့တော့စာဆိုတာမေ့တတ်တယ်ပေါ့ဗျာကျွန်တော်ပြောချင်တာဒါမဲ့အရေးကြီးတာပါလေအရေးကြီးတာစိတ်ဓာတ်ပဲငါတို့လိုမိုးလေဝသဌာနကိုအလုတ်လျှောက်တယ်ဆိုတော့ဘယ်လိုရည်ရွယ်ချက်နဲ့ပြန်လျှောက်တာလဲပေါ့အဲ့ဒီရည်ရွယ်ချက်ကောင်းရင်သူ့ရဲ့စိတ်ဓာတ်ရည်ရွယ်ချက်ကောင်းရင်စာအုပ်တောင်းမှသင်ယူမယ်အဲ့ဒီဖြေတဲ့အဖြေကြိုက်ရင်ခန့်အောင်မယ်ဆိုပြီးကျွန်တော်ကနောက်တစ်ဆင့်မေးခွန်းမေးပါတယ်ကဲသမီးရဲ့လောကကြီးမှာလေလှုပ်တဲ့အလုပ်၃မျိုးရှိတယ်သမီးတစ်မျိုးကတော့အာနာရှိတဲ့အလုပ်နောက်တစ်မျိုးကတော့ဝင်ကောင်းတဲ့အလုပ်နောက်တစ်မျိုးကတော့ဂုံသိက္ခာရှိတဲ့အလုပ်ဒီ၃မျိုးလုပ်တင်ပါလေမိုးလေဝသအဲ့ဒီ၃မျိုးထဲမှာမပါဘူးမိုးလေဝသမှာဘယ်လိုအခွင့်အာဏာရှိတယ်လဲဆိုရင်
လူတွေကတော့ပြောကြတယ်အရေးကြီးတယ်အရေးကြီးတယ်တဲ့အခုဒီကိုအရာမရောက်ပါဘူးအရေးပါပြီမဲ့အရာမရောက်တဲ့ဌာနခဏချင်းကြည့်ပါအမှန်မဲတာနော်ဝင်ကောင်းတဲ့အလုပ်ခိုးကျင်လို့တော့ခိုးစရာမရှိတဲ့ရုပ်မိုးရေကလွဲလို့ခိုးစရာမရှိတဲ့ရုပ်ပါဇက်ကိုရက်ခတ်နေရတဲ့ရုပ်ဥချောက်ပြီးတော့သေတဲ့ရုပ်ကျွန်တော်ညာပြောတာမဟုတ်ပါဘူးကျွန်တော်အတိ၄ယောက်တော့ဥချောက်ပြီးတော့သေရပါတယ်အဲ့တော့တချို့ကပြောမယ်ဗမာပြည်မှာထမင်းငတ်သေတဲ့လူမရှိပါဘူးယာခင်ဗျမဟုတ်တော့ရှောက်ပြောတယ်မဟုတ်ပါဘူးကျွန်တော်ထမင်းငတ်သေတယ်လို့ပြောတာမဟုတ်ကျွန်တော်တို့ယုံလာတဲ့အခါမှာအင်းကတော့ရှိတာလေးစားလာတာပေါ့လေယုံကြတော့နေလက်စားဆိုရှိသေးတာဟုတ်အဲ့နေလက်စားစားဖို့အတွက်ဒါထမင်းကြိုင်ဆိုတာယူရတယ်ဒါမှကျွန်တော်ယုံကဝန်ထမ်းတော်များထမင်းကြိုင်မယူနိုင်ဘူးထမင်းကြိုင်မယူနိုင်တော့နေလက်ထမင်းစားကြည့်ပါထမင်းကြိုင်မပါလို့တခြားတစ်ခုခုအစားထိုးပြီးဥမာလက်ဖေးရည်နဲ့မုံနဲ့ဟာလာပေါင်မုံနဲ့မိုးရင်းငန်းနဲ့ဒီလိုတစ်ခုခုစားကြရတာပေါ့ဒါပေမဲ့မပြေလေတော့အဲ့ဒါမစားနိုင်ဘူးထမင်းကြိုင်ကလည်းမပါနေလက်မှာထမင်းစားကြည့်မှာအစားထိုးစားတဲ့အနေနဲ့မိုးရင်းငါးလေးတပွဲလည်းမစားနိုင်ရှင်းပြောရရင်တော့မိသားစုစားဝတ်နေရေးအတွက်အငတ်ခံရတာပေါ့ဗျာအငတ်ခံရတာရက်တရများလာတော့အဲ့ဒီလူတွေကကြားတော့အစာမဝင်တော့ကျွန်တော်နဲ့ရင်းနှီးတဲ့လူတယောက်ဆိုရင်ကျွန်တော်ဝယ်ကျွေးတာတော့သူမစားနိုင်တော့ဘူးနောက်ပိုင်းမှာအဲ့ဒါနဲ့ပဲတဖြည်းဖြည်းသိတာပဲနော်စေပညာရမှန်တော့ကျွန်တော်မသိဘူးကျွန်တော်ကတော့အဲ့လိုသိတာကိုဥချောက်သိတယ်လို့ကျွန်တော်တော့ခေါ်တာပဲနော်ဒီလိုယုံမျိုးနော်ဂုံတိတ်ခါသွားစမ်းမိုးလေဝသကဒီနေ့မိုးရွာမယ်ပြောတယ်ထီထားတယ်မိုးလေဝသကဒီနေ့မိုးမရွာဘူးပြောတယ်ဟဲ့ကောင်ထီမမိတ်နဲ့ယူသွားတယ်နော်အားပေးကြဗျာပြောပါတယ်မဟုတ်လားရွာမယ်ပြောတော့ထီထားတယ်တဲ့မရွာဘူးပြောတော့ယူသွားတဲ့နော်ကျွန်တော်တို့အခုရည်လို့ရတယ်နော်ဘာဖြစ်လို့လဲဆိုသူများပြောတာကိုကျွန်တော်တို့ဒီဌာနကို45နှစ်လောက်လာပြီးဘဝတစ်ခုလုံးမြုပ်နှံတဲ့လူတစ်ယောက်အနေနဲ့အဲ့လိုပြောရင်ကျွန်တော်ဘယ်တော့နာမလဲဆိုတာနော်ကိုချင်းစာကြီးစေချင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ပြောခံနေရတာပဲဒီတိုင်းအဲ့တော့အခွင့်အာဏာလည်းမရှိဝင်ငွေလည်းမရှိဂုဏ်သိက္ခာလည်းမရှိဒီလိုရုံးမျိုးကိုတမီးကဘာလို့လှုပ်ချင်ရတာလဲလို့ကျွန်တော်မေးလိုက်ပါတယ်ကျွန်တော်လိုချင်တာက तू ဘယ်လိုစိတ်တက်မျိုးနဲ့လှုပ်မလဲပေါ့နော်ခဏခေတ်ကလေးဒီတစ်ချက်တော့ချီးကျူးပါလေပွင့်လင်းတယ်ရိုးသားသားပဲဖြစ်ဒီကလေးမကလည်းကျွန်တော်ရိုးသားဖြစ်ပါလေဘာဖြစ်လဲဆိုတော့ဘယ်လိုကြောင့်မှမဟုတ်ပါဘူးဆရာရဲ့အမေကပြောတယ်အိမ်နဲ့နီးတယ်အလကားနဲ့အလကားသွားလှုပ်ဆိုလို့ပါကျွန်တော်ယုံလာတဲ့ရည်ရွယ်ချက်ကအိမ်နဲ့နီးတယ်တဲ့အလကားနဲ့အလကားသွားလှုပ်ပြောလို့လာလှုပ်တာပါဟာနာဂစ်ခင်နဲ့ဒီစိတ်သက်မျိုးနဲ့ပေးတဲ့ကြီးစဉ်းစားပါမဟုတ်လားဘယ်လိုလုပ်ကြမလဲကျွန်တော်တို့နော်ဟာတောင်းမိကြတာလူကဒီလိုဖြစ်တော့လူကြီးပိုင်းရောနာဂင်လည်းဖြစ်ပြီးရောဗျာပညာရှင်တွေထွက်လာလိုက်တာဘယ်ကထွက်လာမှမသိဘူးအရင်တော့မိုးလေဝသလို့တဘာဝဘေးရနဲ့ကာကွယ်ရေးအလုပ်လုံးမဲ့လူမရှိပါဘူးဒါပေမဲ့နာဂင်လည်းဖြစ်ပြီးရောအရှိုနဲ့ NGO တွေပေါ်လာဖွဲ့တွေပေါ်လာပညာရှင်တွေပေါ်လာကျွန်တော်ကြည့်ကျွန်တော်တော့ငြင်းစားပါအဲ့ဒီမှာခဏခေတ်စားနေတဲ့အစိမ်းရောင်လုပ်ငန်း Green Network ပေါ့နော်လုပ်ငန်းတစ်ခုနဲ့ပတ်သက်ပြီးတော့ရန်ကုန်မှာရှိတဲ့လူသိများတဲ့လုပ်ငန်းရှင်ကြီးတွေကအဖွဲထွက်ပြီးတော့ကျွန်တော်အိမ်လာခေါ်ဒီဖွဲ့မှာပါကျွန်တော်လည်းဝင်းတာအားရပေါ့နော်စီးပွားရေးလုပ်တဲ့လုပ်ငန်းရှင်ကြီးတွေတောင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ယာတိဥတုပြောင်းလဲခြင်းတွေကိုစိတ်ဝင်စားလာတယ်ဆိုတာလိုအပ်ပါတယ်ငါ့ကိုလာခေါ်တယ်ဆိုတာယာတိဥတုပြောင်းလဲခြင်းတွေသိကျင်လို့နေမှာပဲ
ဆိုပြီးတော့လိုက်သွားပြီးအစည်းအဝေးတွေတက်ပြီးတော့တရက်ကြတော့အစိုးရတဲ့လက်ထက်နေပြီးတော့မှရာသီဥတုပြောင်းလဲခြင်းနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနဲ့ပတ်သက်ပြီးတော့အလုံးစုံဆွေးနွေးပွဲတစ်ခုလုပ်ဖို့စီစဉ်နေအဲ့ဒီစီစဉ်တဲ့ပွဲမှာဘသူကဘာစာတမ်းဖတ်ဘသူကဘာစာတမ်းဖတ်နဲ့ဘာသာရက်နဲ့လူတွေနဲ့ကိုတခါတည်းအစည်းအဝေးမှာဆုံးဖြတ်ဒါပေမဲ့အဲ့ဒီဖတ်မဲ့စာတမ်းစင်းမှာရာသီဥတုပြောင်းလဲခြင်းဆိုတာမပါဘူးမပါတော့ကျွန်တော်ကရိုးသားသားမေးပါတယ်ချယ်မန်လုပ်နေတဲ့ပုဂ္ဂိုလ်ကြီးကိုအန်ကယ်လို့အခုဖတ်မဲ့စာတမ်းတွေထဲမှာရာသီဥတုပြောင်းလဲခြင်းအကြောင်းလဲမပါပါလားလို့ဘာပြုလို့ပါလဲခင်ဗျာလို့ဖတ်မဲ့လူမရှိရင်ကျွန်တော်ဖတ်မယ်လေလို့အမှန်တော့ volunteer လုပ်တာပါဒါပေမဲ့ကျွန်တော်လုံးဝမထင်မှတ်တဲ့စကားကိုပြန်ကြားရပါလေအဲ့ဒီ chairman လုပ်တဲ့လူကြီးကဘာပြောလဲဆိုတော့ရာသီဥတုပြောင်းလဲခြင်းဆိုတာမြန်မာပြည်မှာခဏအချိန်ထိအငင်းခုံဖြစ်ရတော့မှာပဲမသိကြပါဘူးကျွန်တော်အားတင်သွားတယ်အဲ့ဒီအချိန်မှာကျွန်တော်ဘေးနားမှာထိုင်နေတဲ့လူတယောက်ကဝင်ပြောတာရာသီဥတုပြောင်းလဲခြင်းဆိုတာထောက်ထားမရှိတဲ့အကြောင်းမြန်မာပြည်မှာမရှိတဲ့အကြောင်းဒီလိုပဲလူတွေကသူတို့ထင်ရကိုပြောဆိုနေကြတယ်ဆိုတဲ့အကြောင်းပြောလိုက်တာလေအင်္ဂလိပ်လိုဗျာတခါလေကျန်တဲ့ပြောတော့ကျွန်တော်ကဟာဘယ်သူများပါလဲလို့ပြောတယ်ဆိုတော့ငဲ့ကြည့်ရငဲ့လေကြည့်လိုက်ရောကျွန်တော်အဟမ်းတင်သွားတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီပြောတဲ့လူကသမဏရဲ့အကြံပေးဗျလက်ရှိသမဏရဲ့အကြံပေးဟာကျွန်တော်အဟမ်းတင်သွားတယ်ဟာဘယ်လိုအကြံဉာဏ်များပေးနေပါလိမ့်ပေါ့နော်ဩပြဿနာပဲအဲ့ဒီလိုကျွန်တော်နိုင်ငံဖြစ်နေတဲ့အချိန်မှာမယုံဘူးပြောတဲ့လူနဲ့အထောက်အထားမရှိဘူးပြောတဲ့လူနဲ့ပြောတာတခါမှလည်းလေ့လာတာလည်းမဟုတ်လေ့လာထားတဲ့လူကိုလည်းမေးတာလည်းမဟုတ်အဲ့တော့2012ပြီးခဲ့တဲ့နှစ်ဩဂုတ်လမှာထိုင်းနိုင်ငံဘန်ကောက်မှာရှိတဲ့ ADB လို့ခေါ်တဲ့ Asia Development Bank အာရှဖွံ့ဖြိုးရေးဘဏ်ကနေပြီးတော့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အစီရင်ခံစာတစ်စောင်ထွက်လာအဲ့ထွက်လာတဲ့အစီရင်ခံစာကမူရင်းအင်္ဂလိပ်ဘာသာစကားနဲ့ပြောတာကတော့မြန်မာ in transition မြန်မာလိုဘာသာပြန်ရင်ခေတ်ပြောင်းကာလသို့ရှောက်လန်းနေတဲ့မြန်မာနိုင်ငံပေါ့နော်နောက်ကရေးထားတာက opportunities and challenges အခွင့်အလမ်းများနဲ့စိန်ခေါ်မှုများမြန်မာပြည်အကြောင်းကိုစမ်းစစ်ပြီးရေးရတဲ့စာအုပ်ပါအဲ့ဒီစာအုပ်ထဲမှာဖော်ပြထားတာကဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတစ်ပေါ်ကိုရှောက်လန်းနေတဲ့မြန်မာနိုင်ငံဟာအခုလက်ရှိကြုံတွေ့နေရတဲ့ရာသီဥတုပြောင်းလဲခြင်းနဲ့သဘာဝဘေးဒဏ်တွေကြောင့်မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာနှောင့်နှေးသွားနိုင်တယ်သို့မဟုတ်လမ်းချော်သွားနိုင်တယ်လို့ရေးထားပါတယ်မရှင်းမနှောက်မှာပဲဂျာမနီနိုင်ငံကထုတ်တဲ့စမ်းစစ်ချက်တစ်ခုမှာကမ္ဘာပေါ်မှာသဘာဝဘေးရန်တွေအကြောက်ရောက်ဆုံးအဆိုးဝါးဆုံး10နိုင်ငံအဲ့ဒီ10နိုင်ငံမှာအာရှနိုင်ငံက9နိုင်ငံပါတယ်အဲ့ဒီ9နိုင်ငံထဲမှာမြန်မာနိုင်ငံသည်ကမ္ဘာ10နိုင်ငံမှာမြန်မာနိုင်ငံသည်သဘာဝဘေးအန္တရာယ်အကြောက်ရောက်ဆုံး10နိုင်ငံမှာဒုတိယဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ထိပ်မှာတနိုင်ငံပဲရှိတယ်အဲ့ဒါဘင်္ဂလားဒေ့ရှ်ပဲပါတယ်ပြည်သူကြီးစဉ်းစားကြည့်ပါသူများတကာကမြန်မာပြည်ကိုပြောနေတဲ့ဖြစ်ရအမှန်နဲ့ကျွန်တော်တို့နိုင်ငံကနော်ဒီလိုကိုလုံနေတဲ့အုပ်ချုပ်တဲ့ပညာရှိအကြံပေးဆိုတဲ့ပုဂ္ဂိုလ်တွေရဲ့အမြင်နဲ့ကျွန်တော်ပဲကန်ဆိုးရလားတော့မပြောတတ်ပါဘူးကျွန်တော်ဘာသာရက်မှလာပြီးတော့လူသိရနေအထင်ကသေးအရေးကမပေးနာဂစ်ဖြစ်တာတောင်သင်ခန်းစာမရကြသေးပါဘူးခဏချိန်ထိလယ်သမားတွေဒူးနဲ့မျက်ရည်တုတ်နေရတာကိုလည်းမြင်ကြဟန်မတူပါဘူးနာဂစ်ပြစ်ပြီးတဲ့နောက်ခဏချိန်ထိနှစ်တိုင်းရာသီဥတုနှိပ်စက်လို့ပဲခူးတိုင်းကလယ်သမားတွေရန်ကုန်တိုင်းကလယ်သမားတွေအေရဝတီတိုင်းကလယ်သမားတွေဒုက္ခရောက်ခဲ့ရတဲ့ဇက်လန်းနေလေနားနဲ့မဆမ်းပါဘူး
ရာသီဥတုတွေဖောက်ပြန်နေပါတယ်ဆိုတဲ့အချက်ကိုကျွန်တော်သိစေခြင်းလို့ပြီးခဲ့တဲ့တပတ်ထုတ်တဲ့70 channel မှာကျွန်တော်ဆောင်းပါးရေးပါတယ်2012ရာသီဥတုနဲ့ထူးခြားချက်30ဆိုပြီးတော့10ခုတိတိကျွန်တော်ထုတ်ပြပါတယ်ကျွန်တော်အားနာပါတယ်ကျွန်တော်ပြောရတာယတ္တဖြစ်တော့လေကိုဘီလူဝါတို့ဘာလို့လို့ပြိသက်ဆူအောင်ကျွန်တော်လုပ်လို့မရဘူးနော်ကျွန်တော်ဘာသာရပ်ကယတ္တမဟုတ်ပါဘူးကျွန်တော်တုတ္တဖြစ်ပါတယ်နော်ဒါကြောင့်နည်းနည်းတိခတ်နားထောင်ပေးပါနော်အကြောင်းတရားကိုကျွန်တော်သိအောင်ပြောပြချင်တာပါပထမဦးဆုံး2012မှာကျွန်တော်တွေ့ခဲ့တာရန်ကုန်မှာကျွန်တော်နေတော့လူတွေကကျွန်တော်လာပြောတယ်ဆရာပူလိုက်တာဆရာဘာဖြစ်တာလဲပူလိုက်တာအဲ့တော့ကျွန်တော်အပူချိန်ကိုကြည့်အပူချိန်ကပုံမှန်လောက်ပဲနော်လကတော့ဧပြီလမေလပေါ့အမြင့်ဆုံးအပူချိန်36 35ဒီဂရီစင်တီဂရိတ်လောက်ပဲရှိတယ်ဒါမြန်မာပြည်မှာပူတယ်မခေါ်ပါဘူးအခုသူတွေအခုနောက်ပိုင်းနှစ်တွေ global warming ဖြစ်နေတဲ့ကာလတွေမှာ36 39လောက်ဆိုတာဒါဘာမှမဟုတ်ပါဘူးရန်ကုန်မြို့တကယ်ပူရင်42.5 တီပူပါတယ်နော်ဟောဒီမြန်မာနိုင်ငံအလယ်ပိုင်းမန္တလေးတို့ဘာတို့ပူလို့ရှိရင်46 49တီပူပါတယ်36ဆိုတာမပူပါဘူးဒါပေမဲ့လူတိုင်းကပူရပြောနေတော့ကျွန်တော်လေ့လာကြည့်လိုက်တော့မျက်လုံးပြူသွားပါတယ်ဘာဖြစ်နေလဲလို့ကျွန်တော်တွေ့ရလဲဆိုတော့မြန်မာပြည်မှာနွေရာသီကိုမတ်လစပါတယ်မတ်လ1ရက်နေ့ကနေပြီးတော့ဧပြီလ15ရက်နေ့အထိ45ရက်ကာလကိုကျွန်တော်တို့ကပူပြင်း6တွေ့တဲ့နွေရာသီလို့ခေါ်ပါတယ်အဲ့ဒီဧပြီလ15ရက်ကနေပြီးတော့မေလအကုန်ထိ45ရက်ကိုတော့မိုးကြိုကာလခေါ်ပါတယ်မိုးမဝင်သေးပါဘူးမေလကုန်တဲ့အချိန်ကစပြီးမိုးစကြပါတယ်မိုးတွင်ရောက်ပါတယ်ဒီတော့ရှေ့နှစ်ချိန်ဖြစ်တဲ့နွေနဲ့မိုးကြိုကာလနှစ်ခုကိုကျွန်တော်ရှင်းကြည့်တဲ့အခါမှာနွေရာသီကာလမှာနေပူတယ်လေပူတယ်ဒါကြောင့်အပူချိန်ကြီးတက်တယ်အဲ့ဒီပူကိုလူခံစားရတယ်အဲ့ဒီလူခံစားရတဲ့အပူဟာအဲ့ဒီလေရဲ့အပူချိန်တက်ပဲရှိပါတယ်ဆိုလိုတာလေပူချိန်ကိုတိုင်းလိုက်လို့36ဆိုရင်လူခံစားရတဲ့အပူချိန်ကလည်း36ပါပဲဒါပေမဲ့ဧပြီလ15ရက်ကစပြီးမင်္ဂလာပင်လယ်အော်ကနေပြီးတော့ရင်ခွေပါတဲ့လေတွေမြန်မာပြည်ကျဲကိုဝင်လာပါတယ်ဧပြီ15နဲ့မေလကုန်ထိမြန်မာပြည်ပေါ်မှာရှိတဲ့လေက6တွေ့တဲ့လေမဟုတ်တော့ပါဘူးရင်ခွေပါတဲ့လေဖြစ်ပါတယ်အစင်လာရတော့ရင်ခွေပါတဲ့လေတွေဝင်လာရင်အဲ့ဒီလေထဲမှာရှိတဲ့ရင်ခွေတွေကအရီဖွဲ့တိမ်ဖြစ်မိုးရွာအေးတရအပူပြန်ကြမိုးရွာပြီးတော့အပူကလည်းပြန်တက်တိမ်ဖြစ်မိုးရွာအပူပြန်ကြပြောရရင်တော့ကျွန်တော်တို့အမြင်နဲ့ပြောရရင်တော့မိုးလေဝသတန်စင်တစ်ခုလိုပါပဲ rhythm တစ်ခုဖြစ်နေပါတယ်ပုံမှန်လေးဒီလိုတော့ပါတယ်တက်လိုက်ကြလိုက်တင်းလိုက်ပေါ့နော်ဒါအစင်လာပါဒါပေမဲ့ခဏတော့ရာသီဥတုကပြောင်းလဲနေတော့ဘာဖြစ်နေလဲဆိုတော့ရင်ဝင်ပါတဲ့လေတွေဝင်လာတယ်အပူဓာတ်ကြောင့်နော်သူတို့ပူပွားပေါ့ဆိုတဲ့ဖြစ်စဉ်နဲ့အပေါ်တက်တော့အေးတရတော့အကြီးဖွဲ့ပြီးတိမ်ဖြစ်ဒါပေမဲ့တိမ်ဖြစ်ပေမဲ့မိုးမရွာပါဘူးပြောချင်တာတော့ရင်ခွေးတွေပါဝင်မှုများပြီးတိမ်အဖြစ်ရောက်ရှိလာပေမဲ့မိုးမရွာတဲ့ရက်တွေတဖြည်းဖြည်းများလာပါတယ်အဲ့ဒီလိုအနေအထားမျိုးမှာလူအနေနဲ့တွက်ကြည့်ရင်လေရဲ့အပူချိန်ကြောင့်ခံစားရတဲ့အပူရဲ့ဒီလေထဲမှာပါဝင်တဲ့ရင်ငွေ့တွေကြောင့်အပူခံစားရတဲ့အပူချိန်ရဲ့နှစ်ရက်ပေါင်းခံစားရတဲ့အခါမှာလူခံစားရတဲ့အပူချိန်ဟာကျွန်တော်တို့မိုးလေဝသဌာနပြောနေတဲ့အမြင့်ဆုံးပူချိန်ဘယ်လောက်ရှိပါတယ်ဆိုတာနဲ့မတူတော့ဘူးအဲ့ဒီအမြင့်ဆုံးပူချိန်နဲ့ပို့ပြီးတော့ဘာဖြစ်လဲခံစားရအင်းလေးလို့တော့ field temperature ခေါ်တယ်ကျွန်တော်ရေးကြည့်ရတဲ့ချက်ပြောမယ်နော်2012 AB မေ2လမှာရန်ကုန်မြို့မှာကျွန်တော်တွက်ကြည့်ရမမရရ AB လ6ရက်နေ့မှာအပူချိန်က36ဒီဂရီစင်တီဂရိတ်ပဲရှိရင်ငွေ့ပါဝင်မှုက80%ရှိတယ်ဒါပေမဲ့မိုးမရွာဘူး
ခံစားတဲ့အပူချိန်ကိုတွက်ကြည့်တာ61ရှိပါတယ်61 degree centigrade ရှိပါတယ်61 degree centigrade ကိုတာမန်လူတယောက်ဘယ်လုံးမှမခံနိုင်ပါဘူးကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကလည်းအဲ့ဒီလောက်အပူချိန်ဆိုရင် ED ဆိုပြီးတော့အင်္ဂလိပ်လိုသတ်မှတ်ထားအရှိကောက်ကတော့ extreme danger အလွန်အန္တရာယ်ကြီးတယ်လို့သတ်မှတ်ထားတယ်အဲ့ဒီလောက်အပူချိန်မြင့်လာလို့ရှိရင်လူတွေမှာကျန်းမာရေးဆိုင်ရာပြဿနာတွေတွေ့ရတယ်အဲ့ဒီကျန်းမာရေးဆိုင်ရာပြဿနာကတော့ဆေးပညာခေါ်တော့ heat stroke ခေါ်တယ် heat stroke တွေရ heat stroke ရလို့ရှိရင်အသက်အရွယ်ကြီးတဲ့လူတွေခန္ဓာရည်နည်းတဲ့လူတွေမှာ heat stroke ရရင်တစ်ကလေဖြတ်တယ်နှစ်ကဥနောက်ကျော်ပြတ်သေးတယ်ကျွန်တော်တို့အဲ့ဒါဖြစ်နေပါလေအခုຫນွေမကြမီရောက်ပါတော့မယ်သတိပြုစေချင်ပါလေနော်အဲ့ဒါအဓိကတွေ့တဲ့ကာလကတော့ဧပြီလနဲ့မေလဖြစ်ပါလေထူးခြားချက်တစ်ပေါ့နော်ထူးခြားချက်နှစ်နောက်တစ်ခုပါတွေ့ဒီနေ့ကျွန်တော်တို့မုတ်တုံဝင်တယ်မုတ်တုံဝင်တဲ့အခါမှာဒါကျွန်တော်တို့ဒီဒေသနဲ့ဆိုင်လာပါပြီမန္တလေးကကျွန်တော်ပြောပါတယ်မန္တလေးကကျွန်တော်ရဲ့မွေးရဇာတိဖြစ်တယ်ကျွန်တော်မန္တလေးသားပါမန္တလေးတက္ကသိုလ်ကညကျောင်းကကျွန်တော်ပွဲရပါတယ်ပွဲရပြီးမှကျွန်တော်အမေရိကသွားပါတယ်ပြန်လာတယ်89ကျမှကျွန်တော်ရန်ကုန်ပြောင်းသွားတယ်ခဏထိပေါ့နော်ကျွန်တော်ဒီနေ့ကျွန်တော်နေခဲ့တဲ့ရက်ွက်ကိုကျွန်တော်ကျူးစာပန်းစာသွားကြည့်ပါတယ်ဒေဝင်ပတ်ဖို့တန်းခေါ်ပါတယ်ဘာတခုမှကျွန်တော်မမှတ်မိတော့ပါဘူးအကုန်ပြောင်းလဲကုန်ပါတယ်လူတွေလည်းပြောင်းကုန်တယ်နော်ကိုဘေလူဝပြဿနာတွေလည်းအများကြီးတွေ့ရတယ်နော်ရက်ွက်ထမှာမဟုတ်လားနော်မန္တလေးမြို့ကြီးကတအားပြောင်းသွားပြီဒါပေမဲ့မန္တလေးမြို့ကကျွန်တော်ဇာတိဖြစ်တော့ကျွန်တော်အတွေ့အကြုံကျွန်တော်ရဲ့ဘာသာရပ်နဲ့ပတ်သက်ပြီးကျွန်တော်ကျေးဇူးဆက်ခွင့်ပြုပါနော်ဒါလေးကိုကျွန်တော်ပြောပြချင်ပါတယ်ဒီနေ့စောစောကပြောလို့မုတ်တုံကမြန်မာနိုင်ငံတောင်ပိုင်းဒေသကို10ရက်နောက်ကျဝင်နောက်မြင်းဝကျုံးဘုတ်ကို9ရက်နောက်ကျဝင်မြင်းဝကျုံးဘုတ်ကိုရောက်နေတော့မေလတတိယ10ရက်ပတ်ထဲရောက်နေပြီရက်20ကျော်နေပြီအဲ့တော့မြင်းဝကျုံးဘုတ်ပြီးရင်မုတ်တုံဝင်ရမှာကဟောဒီမြန်မာနိုင်ငံအလယ်ပိုင်းအဲ့ဒါပြီးရင်မြန်မာနိုင်ငံမြောက်ပိုင်းအစင်လာရဒီလိုရှိပါတယ်ရက်20ကျော်မှမုတ်တုံကမြင်းဝကျုံးဘုတ်ဝင်နိုင်တဲ့အတွက်ကြောင့်ကြံတည်တဲ့မြန်မာနိုင်ငံအလယ်ပိုင်းနဲ့မြန်မာနိုင်ငံမြောက်ပိုင်းကိုမုတ်တုံကတက်တုတ်ရိုက်ပြီးဝင်သွားတယ်9ရက်တပတ်အတွင်းမှာခါတဲ့တောက်လျှောက်မြန်မာပြည်မြောက်ပိုင်းထိရောက်သွားတယ်တနည်းပြောရင်မြန်မာပြည်အလယ်ပိုင်းကိုမုတ်တုံကတက်တုတ်ရိုက်ပြီးတော့ဝင်သွားပါတယ်မြန်မာနိုင်ငံအလယ်ပိုင်းဆိုတာမြန်မာနိုင်ငံအလယ်ပိုင်းဆိုတာစကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းကိုပြောတာပါထူးခြားတဲ့ဒေသရာသီဥတုအရာထူးခြားတဲ့ဒေသဘာထူးခြားလဲဆိုတော့ဒီကောင်မိုးကွယ်အရာဖြစ်တယ်မုတ်တုံနဲ့မိုးရတဲ့ဒေသမဟုတ်ဘူးမြန်မာတပြည်လုံးမုတ်တုံကိုခံစားပြီးတော့စံစားနေတဲ့အချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံအလယ်ပိုင်းကမုတ်တုံကောင်းလေမိုးမရလေဆိုတဲ့ဒေသဖြစ်ပါတယ်ဒီတော့ဒီဒေသကမိုးပဲချိန်ခံရလဲလို့မေးရင်အဓိကအဖြစ်မိုးကောင်းကောင်းရတာ4ချက်ရှိပါတယ်ပထမတစ်ချက်ကမုတ်တုံအဝင်မှာမိုးရပါတယ်ထို့တူပဲမုတ်တုံအထွက်မှာမိုးရပါတယ်ဟောဒီမန္တလေးမြို့ရဲ့တနစ်တာပတ်လုံးမိုးရေချိန်တွေကိုလအလိုက်မိုးရေချိန်တွေကိုကျွန်တော်တို့ခေါ် graph ဆွဲကြည့်ရင်မိုးရေချိန်အများဆုံးရတဲ့ကာလ2ခုရှိပါတယ်တစ်ခုကမုတ်တုံအဝင်နောက်တစ်ခုကမုတ်တုံအထွက်သိရေးကြည့်ပါတယ်မုတ်တုံအဝင်အထွက်ဒီဒေသအတွက်မိုးရရှိမှုမှာသိရေးကြည့်ပါဒီနေ့မုတ်တုံကတက်တုတ်ရိုက်ဝင်သွားတဲ့အတွက်ကြောင့်မုတ်တုံအဝင်မှာဟောဒီမြန်မာနိုင်ငံအလယ်ပိုင်းကမိုးမရလိုက်ပါဘူးအဲ့ဒါထူးခြားချက်နှစ်ထူးခြားချက်3ကအဲ့ဒီမုတ်တုံဝင်တယ်လို့ပြောတဲ့မုတ်တုံ၄ဦးဟာမြန်မာနိုင်ငံအလယ်ပိုင်းပြီးတော့မြန်မာနိုင်ငံမြောက်ပိုင်းရောက်တဲ့အချိန်မှာအစင်လာရကတော့မြန်မာနိုင်ငံမြောက်ပိုင်းကိုဝင်ပြီးတာနဲ့မုတ်တုံ၄ဦးကဘင်္ဂလားပင်လယ်အော်ထဲကိုပြန်ပြီးတော့အထိုင်ချဒါအစင်လာပဲကျွန်တော်တို့မိုးလေဝသခေါ်တော့ normal ခေါ်တာပေါ့နော်ဒါပေမဲ့ဒီနေ့မှာတော့မုတ်တုံ၄ဦးကမြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းရောက်
အောင်တက်ပြီးတဲ့အခါအစင်လာအတိုင်းဘင်္ဂလားပင်လယ်အော်ကိုပြန်မလာဘဲနဲ့အဲ့ဒီမြန်မာနိုင်ငံမြောက်ပိုင်းမှာပဲအထိုင်ချနေလိုက်တာမိုးကုံတဲ့အထိဖြစ်ပါတယ်ပြန်ဆင်းမလာတော့ပါဘူးပြန်ဆင်းမလာတော့နောက်တော့ဘာတွေဖြစ်ကုန်လဲဆိုရင်အဲ့ဒီမြန်မာနိုင်ငံမြောက်ပိုင်းလို့ခေါ်တဲ့ကချင်ပြည်နယ်စကိုင်းတိုင်းအထက်တိုင်းမှာနေတိုင်းမိုးရွာတယ်နေတိုင်းမိုးရွာတယ်နေတိုင်းမိုးရွာတော့ကချင်ပြည်နယ်ဆိုတာအေရောက်ဒီမြစ်ရဲ့မြစ်ဖြားစကိုင်းတိုင်းတဲ့ဘက်ကချင်းတွင်းမြစ်ရဲ့မြစ်ဖြားအဲ့ဒီမြစ်ဖြားတွေမှာမိုးကောင်းတော့အဲ့ဒီမြစ်တွေထဲမှာမြစ်ဖြားပိုင်းမှာရေအဝင်နေကောင်းဒါကြောင့်မြစ်ရေပါဖြစ်တာတက်လာတယ်ဒီချက်နော်နောက်စောသောအချက်မောတုံလေဦးကဘင်္ဂလားပြည်လေအော်တဲကိုပြန်မဆင်းတော့မောတုံလေဦးဆိုတာမုန်တိုင်းနေပေါက်ဖွားတဲ့ဒေသမိုးလေဝသလို့ပြောရရင်မုတ်တုံလေဦးထဲမှာလေပြင်းနဲ့ရဝန်းနေရှိအဲ့ဒီလေပြင်းနဲ့ရဝန်းလေးတွေကပုံမအားကောင်းလာပြီးမုန်တိုင်းဖြစ်ရတယ်ပုံမှန်နှစ်ကြိမ်ဆိုရင်နှစ်ပတ်တစ်ခါဖြစ်တယ်ဒါပေမဲ့အဲ့ဒီမုန်တိုင်းဖြစ်ဖို့အတွက်စွမ်းအင်လိုတယ်အဲ့ဒီလိုတဲ့စွမ်းအင်ကိုရင်ငွေ့ရပေးရတယ်အခုမုတ်တုံလေဦးကမြန်မာနိုင်ငံမြောက်ဖြားကုန်းတွင်ပိုင်းမှာအထိုင်ချနေတော့ရင်ငွေ့ပံ့ပိုးမှုမရပါဘူးမရတော့မုတ်တုံလေဦးထဲမှာရှိတဲ့လေပြင်းနဲ့ရဝန်းကြီးရှိပေမဲ့လို့မုန်တိုင်းတစ်လုံးမှဖြစ်မလာလိုက်တာမုတ်ကုံတဲ့အထိပဲမုံမိုးလည်းမုံတော့ကုံနဲ့စက်တင်ဘာလကုံအထိဘင်္ဂလားပင်လယ်အော်မှာမုန်တိုင်းတစ်လုံးမှမဖြစ်ပါဘူးအဲ့ဒါကြောင့်မြန်မာနိုင်ငံအလယ်ပိုင်းဒေသလိုမုန်တိုင်းဖြစ်မှမိုးရွာတဲ့ဒေသအဖို့ဒီနေ့ဘင်္ဂလားပင်လယ်အော်တဲကမုန်တိုင်းမိုးတစ်စက်မှမရပါဘူးနောက်တစ်ခါမြန်မာနိုင်ငံအရှေ့ဘက်မှာတောင်တရုတ်ပင်လယ်ပြင်ဆိုရှိအဲ့ဒီဒေသကတနေ့ကိုမုန်တိုင်း29လုံးဖြစ်တဲ့ကမ္ဘာမှာအများဆုံးဖြစ်တဲ့ဒေသအဲ့ဒီဒေသကမုန်တိုင်းအကျွင်းကြံနေအနောက်ဘက်ကိုရွေ့လာရင်နော်အဲ့ဒီတနေ့29လုံးတွေကအနည်းဆုံး3ပုံတစ်ပုံ6လုံးလောက်ကဗီယက်နမ်နိုင်ငံဖြတ်ပြီးတော့သူ့ရဲ့အကျွင်းကြံများအနောက်ဘက်ရွေ့တဲ့အခါမြန်မာနိုင်ငံအလယ်ပိုင်းကိုမိုးပြပါတယ်အရှိလေပွေတိုင်းခေါ်တယ်ဒီနေ့မှာအဲ့ဒီဘက်ကဖြစ်တဲ့မုန်တိုင်းတွေကလည်းဒီဘက်ကိုတလုံးမှမလာဘူးအရှိမြောက်ဘက်ကွေ့ပြီးတော့ဂျပန်တို့ဘာတို့ပဲတက်သွားတာတလုံးမှမလာဘူးအဲ့တော့လူရင်းချုပ်ရရင်ပြည်သက်ကြီးဒီနေ့မှာနော်ကျွန်တော်တို့မြန်မာနိုင်ငံအလယ်ပိုင်းကမုတ်တုံအဝင်တုံးကလည်းမုတ်တုံကမြန်မြန်ကြီးနဲ့တက်သွားလိုက်လို့မိုးမရလိုက်ဘူးဘင်္ဂလားပင်လယ်အော်မှာလည်းစက်တင်ဘာကုန်တဲ့ဒီမုန်တိုင်းတလုံးမှမဖြစ်တဲ့အတွက်မုန်တိုင်းမှုတစ်စက်မှမရဘူးဟိုးအရှိဘက်ကလေပွေလိုင်းနေမုန်တိုင်းအကျွင့်ကျန်နေလည်းတခုမှမလာလို့ဇူလိုင်လကုန်တဲ့ထီကိုတလုံးမှမလာလို့အရှိမုန်တိုင်းကမိုးလဲတစ်စက်မှမရခဲ့တော့အလယ်ပိုင်းကဒီနေ့မိုးရမ်းခေါင်ပါလေမိုးရမ်းခေါင်လိုက်တာကျွန်တော်တို့စကိုင်းတိုင်းအောက်ပိုင်းပလဲမြို့နယ်ကတောင်သူဦးကြီးတယောက်ကျွန်တော်ဖုန်းဆက်ပြောတယ်ဆရာကြီးရဲ့ကျွန်တော်ပြိုးပင်နေထောင်ထားတာမိုးမရွာလို့မဆက်ရတာပြိုးပင်နေပုတ်တောင်ကုန်ပြီရဲ့ပခုတ်ကူခရိုင်တွင်းကရှိတဲ့ဦးကြီးတယောက်ကလည်းဖုန်းဆက်ဆရာကြီးရဲ့တဲ့နိုင်ငံတော်လူကြီးများရဲ့လမ်းညွှန်ချက်အရာရောကျွန်တော်ရဲ့သားသမီးမြင့်မြင့်တွေအမွေပေးခြင်းတဲ့အနေနဲ့ရောကျွန်တော်ကျွန်းပင်နေဒီနေ့3600ဘူးကျွန်တော်စိုက်ပျိုးထားတယ်ကျွန်တော်တို့ပခုတ်ကူမှာ2017အောက်တိုဘာတည်းကအခုကျွန်တော်ဖုံးဆက်တဲ့ဇူလိုင်လအထိမိုးမရွာတာ243ရက်ရှိပါပြီကျွန်တော်ရဲ့ကျွန်းမင်းတွေသေးကုန်ပြီအဲ့ဒါလေပိုင်းဒေတာဖြစ်ပါတယ်နောက်တစ်ခုအလယ်ပိုင်းဒေတာရဲ့ထူးခြားချက်တစ်ခုပြည်သက်ကြီးလည်းသိမှဖြစ်ပါတယ်အေအော်ဒီမြစ်ဆုံမှာတာဆောက်တော့ကန့်ကွက်တဲ့ထဲမှာကျွန်တော်လည်းပါခဲ့ပါတယ်အဲ့ဒီကန့်ကွက်တဲ့အကြောင်းထဲမှာကျွန်တော်ပြောတဲ့အကြောင်းတွေထဲမှာဟောဒီအလယ်ပိုင်းဒေတာရဲ့အနာဂတ်ကာလဖြစ်လာနိုင်တာကိုကျွန်တော်ပြောခဲ့ပါတယ်အဲ့ဒါဘာလဲဆိုတော့ဟောဒီမြန်မာနိုင်ငံအလယ်ပိုင်းဒေသဟာမြန်မာတနိုင်ငံလုံးမှာအလုံးထူးခြားတဲ့ဒေသဖြစ်တယ်။ဘာထူးခြားလဲဆိုတော့ဒီဒေသမှာအပေါ်ကရွာချတဲ့မိုးနဲ့ဒီဒေသရဲ့အပူချိန်ပြင်းထန်မှုကြောင့်မြေကြီးတွေကအငွေ့ပြန်ထွက်တဲ့ရေနဲ့အဝင်နဲ့အထွက်နှစ်ခုကိုရှင်းကြည့်တဲ့အခါဟောဒီဒေသမှာအဝင်ကနည်းပြီးတော့အထွက်ကများပါလေ
စကိုင်းတိုင်းအောင်ပိုင်းမကွေးတိုင်းမန္တလေးတိုင်းဆိုတဲ့ဒေသတွေကမြေစီလွာအောက်ရည်အလွန်နေပါတယ်ဘာဖြစ်လို့လဲဆိုတော့အငွေ့ပြန်တာကများတယ်ရွာချတဲ့မိုးကနေပါတယ်ဒါကြောင့်မလဲဒီဒေသမှာပြောပါတယ်ရွှေကိုမလို့ငွေကိုမလို့ရေကိုသာလိုသည်လို့ပြောပါတယ်ကျွန်တော်တို့မန္တလေးသားများအပါအဝင်မြန်မာနိုင်ငံအလယ်ပိုင်းဒေသနေထိုင်ကြတဲ့လူပြည်သူအလုံးရဲ့အနာဂတ်အရေးတစ်ခုဖြစ်ပါတယ်အဲ့ဒီလိုတဲ့ရေစိုက်ပျိုးဖို့လိုတဲ့ရေကိုကျွန်တော်တို့ irrigation လို့ခေါ်တဲ့ဆယ်မြောင်းတာတမန်များကနေပြီးတော့ယူရပါတယ်အဓိကယူရတဲ့မြစ်ကတော့ဘယ်သူရှိမလဲအေယော်ဒီမြစ်ပါပဲအေယော်ဒီမြစ်ပေါ်မှာကျွန်တော်တို့ကမိခိုးရပါတယ်ဟောအေယော်ဒီမြစ်ဆုံမှာတာဆောက်မယ်လဲပြောရောကျွန်တော်အဲ့ဒါကိုအလေးနဲ့စဉ်းစားပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ရာသီဥတုကိုလာမယ့်တက္ကီ2020 2050 2100ကာလ3ခုအတွက် climate scenario တွေကျွန်တော်တွက်ထားတာရှိပါတယ်အဲ့ဒီတွက်ထားချက်အရ2020 2050 2100ကာလအလုံးမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာမိုးနေမယ်လို့အဖြေထွက်နေပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမြစ်တွေဖြစ်တဲ့မြောက်ပြားမှာအခြေခံတဲ့မြစ်ဖြစ်တဲ့အေယာဝတီချင်းတွင်းမြစ်ရေရတဲ့ဆုတ်စကနှစ်ခုပဲရှိတယ်မိုးရင်းကာလမှာမိုးရေရတယ်၆သွေးတဲ့ကာလမှာဟိမွန်တာရေခဲအရေးပြော်ရကရတယ်အခုကျွန်တော်မိုးတွင်းကာလရနိုင်တဲ့မိုးကိုတွက်ကြည့်လိုက်တာအနာဂတ်မြင်ကွေးတွေတွက်ကြည့်လိုက်တဲ့ကအနာဂတ်မှာမိုးနေမယ်လို့အဖြေထွက်ဟိမွန်တာမှာရှိတဲ့ရေခဲကလည်းကဘာကြီးပူနွေးလို့ရေခဲမြစ်တွေတနစ်ပျောက်ကွယ်သွားလိုက်တာမရှိသလောက်ပဲဒီတော့6သွေးကာလရေရတဲ့ source ကလည်းမတိကြတော့ဘူးမိုးရင်းကာလရမယ်မိုးရေကလည်းမတိကြတော့ဒီလိုဆိုရင်ဒီမြေကြီးကဘယ်လိုအသက်ရှင်မလဲရေဝင်နေမယ်အခုတော့သူတို့ကပြောတာပေါ့အေယာဒီမြစ်ရဲ့9%ပဲသုံးပါမယ်လို့ပြောတာပေါ့ဒါပေမဲ့9%ဆိုတာတင်ချာနားလည်တဲ့လူတွေအများကြီးပါဘသူရဲ့9%လဲအေယာဒီမြစ်ကြီးရေတွေစီးနေတဲ့အင်ကောင်းအာကောင်းဖြစ်နေတဲ့အချိန်မှရှိတဲ့ရေတုတွေရဲ့9%ဆိုတာအများကြီးပဲအဲ့ဒီအများကြီးလိုအပ်တဲ့ရေပမာဏရမှဒီဆယ်ကြီးကနေပြီးတော့လျှက်စစ်တပ်ထုတ်ဖို့တာဘိုင်တွေကိုလဲနိုင်တယ်အဲ့ဒီတာဘိုင်တွေကိုလဲနိုင်တဲ့ပမာဏရှိတဲ့ရေကိုနှွေရသည်မှာမရဘူးဆိုရင်ရှိသမျှရေအလုံးကိုသူတို့ဘာလုပ်ရတော့မှာလဲထိတ်ကနေပြီးတော့ပိတ်ရတော့မှာပဲကျွန်တော်တို့အပေါ်ကရတဲ့မိုးရေကလည်းရော့ဟိမွန်တာကရတဲ့ရေခဲရေကလည်းရော့ပြီဆိုရင်ရေအားနည်းရင်တာပိုင်မလဲနိုင်တော့9%နဲ့တော့မရတော့အဲ့ဒီအချိန်ကမျိုးမှာ80%လောက်ကိုသူတို့ထင်ရတော့မယ်ဒီလိုဆိုရင်အဲ့ဒီမြစ်ဆုံရဲ့အောက်အေယာဒီမြစ်ကြောတစ်လျှောက်မှာရှိတဲ့ဒေသအလုံးဟာရေနည်းမှုအနေနဲ့ကျုံရတော့မယ်လုံလောက်တဲ့ရေကိုမရရင်ဆယ်မြောင်းတမန်ရေကိုသာအားထားရတဲ့မြန်မာနိုင်ငံအလယ်ပိုင်းဒေသလိုဒေသမျိုးမှာလက်ရှိဖြစ်နေတဲ့ရာသီဥတု classification လို့ခေါ်တဲ့အမျိုးအစားကသဲကန္တယဂန္ဓာယဆန်တော်မြေ semi arid ပါ semi arid ကအဲ့ဒီလိုရေမရတာများလာရင် arid ကနေပြီးတော့မှဒီတဲ့ဆိုးလာရင်တော့ desert ဖြစ်သွားမယ်သဲကန္တယဖြစ်သွားမယ်ဒါကျွန်တော်ရဲ့စိုးရင်သိပါကျွန်တော်အဲ့လိုတွက်ပြပါတယ်နော်ဒါဖြစ်သွားနိုင်ပါတယ်ထားလိုက်ပါတော့ဗျာနော်ကျွန်တော်ပြောတာလေယုံကြည်မှယုံမှပို့ပြီးတော့ကောင်းတဲ့အဖြေတခုကျွန်တော်မှရှိပါတယ်အဲ့ဒါလေကျွန်တော်အမေရဲ့စကားကိုကျွန်တော်မှတ်မိကြပါကျွန်တော်အမေကအညာဖွားကြီးပါဘုန်းကြီးကျောင်းစာပဲတက်ပါတယ်အတန်းပညာမတက်ပါဘူးတော်တော်ညာလည်းပဲကျွန်တော်တို့မန္တလေးရဲ့ကျွယ်ဝလာတဲ့ယဉ်ကျေးမှုအမှုပညာတပင်အလုံးပေါ့လေကျွန်တော်မိကပွဲတွေပါကြီးကြိုက်တော့ပွဲတွေပါကြီးကလေ့လာလို့ရတဲ့ပညာပေါ့ဗျာသားသမီးကိုဆုံးမတဲ့နေရာမှာပုံတူပတ်စစကပုံအလွန်ပြောတတ်ပါတယ်ကျွန်တော်မိနော်ကျွန်တော်တို့လည်းငငယ်ကအလွန်စင်စင်ရဲရဲနဲ့
ကြောင်းထားပေးခဲ့တဲ့အမေလည်းဖြစ်ပါတယ်မန္တလေးထီးချိုင်တန်းဈေးမှာကျက်တုံကိုဘန်းလေးနဲ့ရောင်းပြီးတော့ကျွန်တော်တို့ကိုကြောင်းထားပေးခဲ့တဲ့အမေလည်းဖြစ်ပါတယ်စောစောပြောသလိုပညာမတတ်ပါဘူးကျွန်တော်တို့ကြောင်းထားဖို့ကြိုးစားပြီးလုပ်ရင်းနဲ့ပဲပင်ပန်းနဲ့ဒဏ်နဲ့ကျွန်တော်မေယောဂဇိုးတွေရလာပြီးကျွန်တော်အလုပ်ရတဲ့အချိန်ကစပြီးကျွန်တော်မိကိုကျွန်တော်ဈေးမြောင်းခိုင်းတော့ပါဘူးအလုပ်ရတဲ့အချိန်ကစပြီးကျွန်တော်ဘဝလည်းတရှင်တိုးတိုးတက်ပါတယ်ကျွန်တော်ကျူရှင်လည်းပြပါတယ်အလုပ်လည်းလုပ်ပါတယ်ဘွဲရတော့လည်း6ဘာသာဂုဏ်ထူးအောင်တို့တစ်နှစ်ပဲဆောင်းရပါတယ်အမေရိကကိုပညာသင်သွားရပါတယ်ပြန်လာတော့လည်းကျွန်တော်ခေတ်ကောင်းမိပါတယ် Toyota Corolla ကားတစ်စီး Silver Metallic Color နဲ့နော်ဇာမြင်ဆွဲ4316ဆွဲကားကျွန်တော်ဝယ်လာပြီးမန္တလေးရောက်တော့ဒီကားပြန်ရောက်ပါတယ်4,800,000လောက်ရအလွန်များတဲ့ငွေပါအဲ့ဒီခေတ်ခါဂျကားတစ်စီးမှာ6,000ရွှေကြံသား4,000ဆိုတဲ့ခေတ်မျိုးပါဒီလောက်ရှိတဲ့တရီတစ်တာကြီးကျမှအဲ့ဒီငွေတွေထက်ပြီးတော့ကျွန်တော်အမျိုးကိုကျွန်တော်ပြရတဲ့ကာလာလေးကိုခဏချင်းထိကျွန်တော်ရင်ထဲမှာကြည်နူးနေသေးပါဆင်းရဲတဲ့အမေကိုသုံးလို့မကုန်တဲ့ငွေပေါ့ဗျာကျွန်တော်အမြင်တော့4,800,000ဆိုတာအများကြီးပေါ့နော်ကျွန်တော်မမြင်ဘူးရဲ့ပတ်စံပေါ့ပြပြီးတော့စကားတစ်လုံးတော့ပြောလိုက်မိရဲ့အမေလို့ကျွန်တော်တို့မဆင်းရတော့ဘူးအဲ့ဒီမဆင်းရတော့ဘူးလို့ပြောတဲ့အချိန်ကျမှကျွန်တော်အမေကယောဂရနေတာကျွန်တော်တို့သိရပါတယ်အလုတ်ပင်မနဲ့တန်ကြောင်းအဆုတ်မှအကြောင်းတွေပေါ်တဲ့အထိယောဂရနေတဲ့အတွက်သူ့ကိုကုတဲ့ဆရာဝန်ကကျွန်တော်ကိုခေါ်ပြောပါတယ်ကိုထွန်းနေနဲ့တော်တော်လွန်ဆုံးနေရရင်3-4လပဲဆိုတော့ကျွန်တော်အလွန်ဝန်းနေသွားတယ်စင်စင်ရဲနဲ့ကျွန်တော်တို့ပညာသင်ကျွန်တော်ကထူထောင်ဖြစ်ပြီးတော့ဒီလိုငွေကြီးကြီးလေးစုဆောင်းမိတဲ့အချိန်ကျမှကျွန်တော်မိကယောဂကျွန်းတယ်ဒါမဲ့ကျွန်တော်ကအမေကိုရအောင်ကုမယ်ငါမှပတ်စံရှိတာပဲပေါ့နော်ကုမယ်ဆိုပြီးတော့ကျွန်တော်ကိုယာတုတိုးပြီးတော့လွတ်နေတဲ့ရန်ကုန်ကိုကျွန်တော်မသွားပဲနေလာတာတစ်နှစ်ကျော်ပြီဒါမဲ့အမေကိုစိတ်ကူကျင်တာကြောင့်ကျွန်တော်အဲ့ဒီယာတုလက်ခံပြီးရန်ကုန်ပြောင်းသွားတာပါတယ်ရန်ကုန်ပြောင်းသွားပြီးကျွန်တော်ညီမတယောက်လည်းခေါ်သွားတယ်ကျွန်တော်ရွာအမေကိုဆောင်းလျှောက်ပါကြည့်ပါဘာဖြစ်လို့လဲဆိုတော့ဆရာဝန်ကမှန်လိုက်တယ်တော်ကိုနဲ့ဆေးလိပ်ကိုမစားပါစေနဲ့ဆေးလိပ်မတောက်ပါစေနဲ့လို့မှားလိုက်ကျွန်တော်မေကလည်းဒီပြောင်းမှုပဲဆေးလိပ်ကြီးကိုအလွန်ကြိုက်ပါတယ်ကွန်းလည်းအလွန်ကြိုက်ပါတယ်ကွန်းအင်္ဂလိပ်နဲ့ပေါ့နော်ဒါနဲ့ကျွန်တော်ညီမကိုတူတူပြောရရင်အဲ့ဒါဒီအမေမတွေ့ပါစေနဲ့ဖွက်ထားဆေးနဲ့ရတယ်တော့ကုမယ်ဆိုပြီးတော့ထားတာပေါ့လေဒါပေမဲ့တနေ့တော့ကျွန်တော်ယုံသွားမှာကျွန်တော်ညီမကျွန်တော်ဖုန်းဆက်ပြောတယ်ကိုကြီးအိမ်မြန်ပြန်လာပါတဲ့ကြီးတိတ်လက်သွားလို့တဲ့ဟာဘလို့ဖြစ်တာလဲလို့မနေ့တော့အကောင်းကြီးပဲလို့တတိလက်သွားပါလားဆိုကျွန်တော်ချက်ချင်းအိမ်ပြန်တော့အိမ်ရောက်တော့ကျွန်တော်မိကတတိလက်နေတော့ဟာမဖြစ်ဘူးပေါ့ဆေးရုံမြန်ပို့မှဖြစ်မယ်ဆိုပြီးတော့ဆေးရုံတင်ဖို့လုပ်ရတာပေါ့လေအဲ့တော့လိုအပ်တဲ့ပစ္စည်းလေးတွေထည့်ပေါ့နော်ကျွန်တော်တို့တင်ပြူးလေးတွေတို့ဟုတ်လားစောင်းလေးတွေတို့ခေါင်းလေးတွေတို့ဓာတ်ဘူးလေးတွေတို့စသဖြင့်အကုန်ပြင်ဆင်ပြီးတော့လေးပင်ကားနဲ့ရန်ကုန်ဆေးရုံကြီးကိုခေါ်သွားကံကောင်းကျင်တော့ရန်ကုန်ဆေးရုံကြီးမှာလည်းကျောင်းနေပဲတငယ်ချင်းတယောက်ကဆရာဝန်ဖြစ်နေတော့တွေ့အဲ့တော့သူ့ကိုချက်ချင်းဆေးရုံတင်ခွင့်ရလို့သူ့အတွက်ဂရင်လဲရရောအဲ့ဒီဂရင်ပေါ်မှာပါလာတဲ့တင်ပြူးလေးကိုခင်းစောင်းလေးခင်းခေါင်းလေးချပြီးတော့အမေကိုစောင်းပတ်ထားတဲ့အမေကိုတာတာလေးချပြီးတော့အဲ့ဒီမှာဆိုလို့အပေါ်ကပတ်ထားတဲ့စောင်းလေးကိုဖယ်လိုက်တဲ့အချိန်မှာကျွန်တော်အားတင်သွားတယ်တတိလက်နေတဲ့ကျွန်တော်အမေကရင်ဘတ်ပေါ်မှာကိုယ်အိတ်ကလေးတင်ပြီးလက်ကလေးနဲ့အုပ်ထားတယ်ဒီကိုယ်အိတ်ကိုဘယ်လိုယူလာမှန်းကျွန်တော်မသိလိုက်ဘူးတတိလက်တဲ့ကြားနော်ကျွန်တော်အရန်စိတ်မကောင်းဖြစ်သွားဖြစ်ရလိမ့်မယ်ဒီကွန်းကိုဒီလောက်တောင်ပဲအမေစားရသလားပေါ့ဒါပေမဲ့ယောဂဆိုးနေတဲ့အချိန်ဆိုတော့ကျွန်တော်မပြောတော့ပါဘူးခဏလေးစောင့်ပေါ့အဲ့တော့ဆေးရုံတက်လို့3-4ရက်လောက်ကြာတော့အမေကထူထောင်ဖြစ်လာတော့ဒီကိစ္စတော့မပြောလို့တော့မဖြစ်ဘူးငါပြောမှပဲဆိုပြီးတော့တမနက်မှာကျွန်တော်ကပြောပါတယ်အမေရဲ့လို့ဒီကွန်းကိုမစားနဲ့လေလို့ဆရာဝန်ကမှာထားတယ်အမေနဲ့မတည့်ဘူးလို့ပြောတယ်လေလို့ကျွန်တော်အမေကမလှုပ်ဘူး
ဘာမှပြန်မပြောဘူးအမေကိုနေအဲ့လိုစားနေအမေဆေးပဲတိုးတော့မှလဲလို့အဲ့ဒါလည်းမလှုပ်ဘူးနောက်တော့ကျွန်တော်တဆင့်တိုးပြီးတော့အမေအဲ့ဒီလိုသာကိုနေစားနေတော့အမေအသက်တိုးမှာပဲလို့အဲ့ဒါလည်းမလှုပ်ဘူးနောက်တော့ကျွန်တော်ကစကားကုန်ပြောလိုက်တယ်ဘာလို့ဆိုတော့ကျွန်တော်အဲ့ဒီချိန်မှာကျွန်တော်အဖေကကျွန်တော်နောက်အိမ်အောင်ပြုတ်ပြီးတော့ကျွန်တော်တို့အမေနဲ့အတူမနေဘူးပေါ့နော်ကွဲနေတယ်ပေါ့အဲ့တော့ကျွန်တော်အဲ့ဒါလေးကိုအားကိုးပြီးအမေကိုကျွန်တော်ပြောတယ်အမေရဲ့လို့အမေချစ်လို့ယူထားတဲ့အဖေကိုတော့အမေပြစ်နိုင်သေးတာဘာဖြစ်လို့ကုန်းကိုအမေမပြစ်နိုင်ရတာလဲအဲ့လိုလဲကျွန်တော်ပြောလိုက်ရောကျွန်တော်အမေကလှုပ်လှုပ်ရှားရှားဖြစ်လာတယ်လှုပ်ရှားဖြစ်လာပြီးတော့ကျွန်တော်ကိုစကားပြန်ပြောပါတယ်ဘာပြောလဲဆိုတော့မတူဘူးသားရဲ့မင်းဖေကိုအမေယူတော့အမေအသက်က30ရှိပြီကုန်းကအမေ15နှစ်သမီးကလေးကစားလာတာကုန်းကအမေရဲ့ငယ်ကြီးတဲ့တည်တဲ့ထိငယ်ကြီးကိုကျွန်တော်မေပြစ်မသွားပါဘူးတခုပဲကျွန်တော်စိတ်ချမ်းသာလိုက်ပါတယ်ဆရာဝန်က3လ4လပဲခံမယ်ဆိုတော့အမေကို2နှစ်ခွဲလောက်ကျွန်တော်အသက်ရှင်အောင်တော့လုပ်ပေးခဲ့နိုင်ပါတယ်ဒါပေမဲ့နောက်ပိုင်းတော့ကျွန်တော်မေအဲ့ဒီယောဂနဲ့ပဲကွယ်လွန်သွားပါတယ်နော်အဲ့ဒီမှာကျွန်တော်စဉ်းစားတယ်ကျွန်တော်မေအဲ့ဒီကနေနောက်တစ်ဆင့်ကျွန်တော်ဟိုတော်တော်စီကတော့စင်ကာပူကိုဟောပြောပွဲသွားတယ်မြစ်ဆုံကိစ္စပါပဲကျွန်တော်4ယောက်သွားကြတယ်ကျွန်တော်ရယ်မောင်စင်ဝင်းပတိကုန်းရယ်အော်ပီဂျေရယ်နောက်ဒီဇိုင်နာကိုမြင့်မောင်ကျော်ရယ်4ယောက်သွားပြီးတော့ကိုရှုတော့နဲ့ကိုမြစ်ဆုံတာဆောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့ကြည့်ကြပြောရင်တော့ကန့်ကွက်ပြောဆိုကြတာပေါ့လေအဲ့တော့သူတို့လည်းသူတို့နီးနေတယ်ပေါ့မောင်စင်ဝင်းရဆိုရင်တော့ကြပြာနဲ့ပေါ့ဗျာကိုအိုဘီဂျေကကာတွန်းနဲ့ပေါ့ကိုပြင်းမောင်ကျော်ကတော့ဓာတ်ပုံနေနဲ့ပေါ့ကျွန်တော်ကတော့အခုလိုသိပ္ပံအမြင်နေနဲ့ပေါ့ပြောပြီးတော့တော်တော်အောင်မြင်ပါတယ်ဟောပြောပွဲကဟောပြောပွဲလည်းပြီးရောကိုဆရာ3ယောက်ကတော့အလုပ်တွေရှိတော့ပြန်ကြတယ်ကျွန်တော်မိသားစုရှိတော့ဆက်ကြံခဲ့အဲ့ဒီကြံနေတဲ့ကာလမှာကျွန်တော်ကိုအဲ့ဒီစင်ကူမှာရှိတဲ့လူငယ်အုပ်စု3စုကကျွန်တော်အိမ်ကိုလာတွေ့ပါတယ်ပထမဦးဆုံးအုပ်စုကတော့ IT ကွန်ပျူတာသင်တန်းတက်နေတဲ့ကျောင်းသားအုပ်စုနောက်အုပ်စုကတော့ကုမ္ပဏီတွေမှာလုပ်ဝင်လုပ်နေတဲ့အင်ဂျင်နီယာအုပ်စုနောက်တတိယအုပ်စုကတော့ NGO တွေပါတွေလုပ်နေတဲ့အုပ်စုပေါ့3အုပ်စုဘာမှကျောင်းသားကျောင်းသူတွေပါအဲ့လိုလာတွေ့ရင်းနဲ့သူတို့ကကျွန်တော်စကားတခွန်းပြောတာပေါ့နော်ဘာပြောလဲဆိုဆရာကြီးရဲ့တဲ့ဆရာကြီးမြစ်ဆုံတာနဲ့ပတ်သက်ပြီးပြောတာတွေကဆရာကြီးဒီတိုင်းတော့မထားသင့်ဘူးတဲ့ဆရာကြီးကဘာကတိအောင်အဲ့ဒါကိုစာတန်းရေးသင့်ပါလေတဲ့စာတန်းရေးပါတဲ့နောက်သူကစကားတစ်ခုပြောတယ်ဘာပြောလဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာဒီလိုပညာရှင်မျိုးရှိတယ်ဆိုတာကျွန်တော်တို့အလွန်ဂုဏ်ယူပါတယ်အဲ့ဒီပြောတဲ့အချိန်မှာကျွန်တော်မျက်ရည်ကျလာတယ်လူတွေကကျွန်တော်ကိုပညာရှင်မြန်မာပြည်မှာမရှိဘူးဆရာကြီးကျမ်းမအောင်နေပါလို့ပြောလေကျွန်တော်အမေကိုကျွန်တော်သတိရလေပါတကယ်တော့ကျွန်တော်အမေကအာဇာနည်ကြီးတူပါမြန်မာအာဇာနည်မိန်းမကြီးတူဖြစ်ပါတယ်မြန်မာနိုင်ငံမှာဒီလိုအမေတွေအများကြီးရှိမယ်လို့ကျွန်တော်ယုံပါတယ်မိမိရဲ့သားသမီးတိုးတက်ဖို့ပညာတတ်ဖို့ဘယ်လိုအနစ်နာခံရဘယ်လိုအလုပ်လုပ်ရသားသမီးဘဝတိုးမြင့်မှုအတွက်လုပ်ပေးနေတဲ့မိဘတွေကျွန်တော်သိကြပါတယ်ကျွန်တော်တို့နိုင်ငံမှာအများကြီးရှိမှာပါဒီမိမကြီးရဲ့အားလုံးကိုဒီမိတွေအားလုံးကိုကျွန်တော်ကတော့အာဇာနည်လို့ပဲမြင်ပါတယ်ဆရာမတမ်းမြောင်ကကျွန်တော်မိเจ้าကြားတဲ့အခါကျွန်တော်မိကိုဂုဏ်ပြုပြီးစောက်တော့သူရေးနေပါတယ်မြန်ပြီးပါစေလဲဆုတောင်းပါတယ်ဒါကျွန်တော်ရဲ့နောက်ဆုံးအမေကိုကျေးဇူးဆက်ခြင်းပါပဲဒီမှာလဲကျွန်တော်ပြောပြတဲ့အကြောင်းကကျွန်တော်အမေကအဲ့ဒီလိုအမေမျိုးဖြစ်တဲ့အတွက်ကြောင့်အမေပြောခဲ့တဲ့စကားတစ်ခုကိုမြစ်ဆုံတာဆောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ကိုးကားခြင်းပါလေအခုကျွန်တော်ကပြောပြတယ်ဟုတ်လားဟိုတဲကနာရဖြစ်မယ်လို့ဗာပြညာပြဒါယုံကြည်လဲယုံညမလဲယုံပေါ့ဗျာနော်ဒီတဲ့ပို့ပြီးတော့ကောင်းတဲ့နီလန်းကတော့ဒီလိုအလုပ်တွေလုပ်ရင်ဘာဖြစ်တတ်လဲဆိုတာ
ဒီလိုလှုပ်ထားတဲ့အတိုင်းပြည်ကြီးလေးလာကြည့်လိုက်ရင်သိနိုင်ပါလေဆိုလိုတာကတော့တရုတ်ပြည်မှာအဲ့ဒီလိုတာတွေဆောက်လို့သူတို့စီကမြစ်တွေဘလို့ဘဝပြက်နေတယ်ဆိုတာဒီတာရကတွေအများကြီးရှိကြားဖို့ပါလိမ့်မယ် Three Gorges Dam ဆိုတာဟုတ်လားအဲ့ဒီတည်းမှာရန်စီမြစ်ကမ္ဘာပေါ်မှာအလှဆုံးမြစ်အခုတော့မြစ်ကိုကြီးဖြစ်ပြီးတော့နော်တနေ့တနေ့ဇီဝင်ချုပ်အဲ့ဒါတာဆောက်လို့အဲ့ဒါလေးကိုနမူနာယူပြီးတော့လေ့လာကြည့်လိုက်ရင်ကျွန်တော်မေပြောတဲ့စကားကျွန်တော်သတိရတာပါဗျကျွန်တော်မေပါပြောဘူးလဲဆိုငယ်ငယ်တုန်းကအင်ကြီးချင်းကလေးတွေအရက်ခံနေရတာမြင်ရရင်ကိုယ့်အိမ်ကသားသမီးကလိမ်မာရတယ်ဒါကျွန်တော်မေပြောတဲ့စကားပါပဲအင်ကြီးချင်းကလေးတွေရိုက်ခံနေရတာမြင်ရရင်ဒီကောင်လေးဘာကြောင့်ရိုက်ခံရတာလဲဩဒီလိုလုပ်ရင်ရိုက်ခံရပါလားအဲ့ဒီအတိကိုသာယူတတ်ရင်အသားမနာပဲနဲ့တတ်ပါလေအသားမနာပဲနဲ့အတိတွေရပါလေကျွန်တော်မြန်မာပြည်ကအေယာဝတီမြစ်ကိုလည်းဒီတိုင်းပဲလေ့လာစေချင်ပါတယ်ဘယ်သူလဲပါပြောမယုံဘူးသားအဲ့ဒီလိုလုပ်ရင်အဲ့ဒီလိုဖြစ်တတ်တယ်ဆိုတဲ့တာတကတွေတခြားတောင်ကြည့်ကြမလို့တရုတ်ပြည်မှာကြည့်ရင်ကိုကြည့်လို့ရပါတယ်တခြားနိုင်ငံတွေလည်းဒီတိုင်းပဲရှိပါတယ်ဒါကြောင့်ကျွန်တော်တို့မြစ်ဆုံတာဆောက်တဲ့ကိစ္စကတော့အလုံးကို risk ကြီးလုံးဝကြည့်ပါတယ်မဖြစ်ဘူးဆိုထားဖြစ်ရင်ဘယ်သူယောမလဲဘယ်သူပြန်ကောင်းအောင်လုပ်ပေးမလဲလုပ်ပေးခြင်းတော့လုပ်ပေးလို့ရလားပတ်ဝန်းကျင်ဆိုတာအဲ့ဒီလိုအယောစားရှိသလားမရှိပါဘူးပတ်ဝန်းကျင်ပျက်စီးချက်ဆိုတာကင်ဆာယောဂါလိုပဲကျွန်တော်တို့ကင်ဆာယောဂါဆိုတာကာယကံရှင်ကဖြစ်နေမှတော့မသိဘူးပြီးတဲ့အချိန်မှလည်းကုလို့မရတော့တချို့ကိစ္စတွေမှာဖြစ်နေမှမသိဘဲနဲ့တော့အသက်ဆုံးရှုံးရတယ်ပတ်ဝန်းကျင်ပျက်စီးတာလည်းဒီလိုပါပဲဖြစ်ပြီးဟဲ့ဆိုရင်ပြန်ကုလို့မရပါဘူးဒါကြောင့်ဒီလိုမျိုးဆိုတာမလုပ်ခင်ကတည်းကစဉ်းစားရပါတယ်အများကြီးပါကျွန်တော်တလောကတွေ့ခဲ့တဲ့ဟောဒီနာတောင်တမန်အင်းပျက်စီးတဲ့ထဲမှာတစ်ခုဖြစ်ပါတယ်တောင်တမန်အင်းတောင်တမန်အင်းကြီးရဲ့ကိုလာပြီးစက်မှုစုံကြီးဆောက်စွန့်ပစ်ပစ္စည်းတွေလွတ်ကျွန်တော်တင်ငယ်ချင်းတက္ကသိုလ်က biology department ကတင်ငယ်ချင်းတယောက်ကကျွန်တော်ကိုတတိပေးတယ်မင်းတောင်တမန်အင်းသွားရင်အဲ့ဒီမှာရောင်းတဲ့ပဇွန်ကြော်တွေဝယ်မစားနဲ့တော့တဲ့အဲ့ဒီကောင်လေးအစိတ်သက်နေတယ်အဲ့လိုဟာတွေအများကြီးကြားရပါတယ်နော်ဒီတော့ကျွန်တော်တို့အစစအရာရာပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာဒီလိုအရေးကြီးနေတယ်ရာသီဥတုပြောင်းလဲခြင်းမှာလည်းဒီလိုအရေးကြီးနေတယ်ဒါပေမဲ့ကျွန်တော်တို့စီမှာတော့စောစောကကျွန်တော်ပြောတဲ့သမရအကြံပေးလို့နော်ပုဂ္ဂိုလ်တွေကနိုင်ငံကိုဥဆောင်နေတယ်ဆိုတော့ကျွန်တော်အားရုပ်လာတယ်လိလာအားနဲလာတယ်ကျွန်တော်တတိယလို့နိုင်ငံသားပုံလေးနိုင်ငံသားအပြောလေးတစ်ခုကိုကျွန်တော်ကိုးကားပြောချင်ပါတယ်ကျွန်တော်စီးလျော်တဲ့ခြင်းလို့ပြောပြတာဖြစ်ပါတယ်ဒါပေမဲ့နိုင်ငံသားရေးထားတဲ့စကားပြေလိုဟာမျိုးကိုကျွန်တော်ပြောတဲ့အတွက်မြန်မာလူမျိုးယဉ်ကျေးမှုနားနေတော့နည်းနည်းရိုင်းကောင်းရိုင်းပါမယ်နော်တကယ်လို့ရိုင်းသွားရင်လည်းကျွန်တော်ကိုခွင့်လွှတ်ပေးပါအဲ့ဒီဇလန်လေးကဘာလဲဆိုတော့အိမ်အောင်ဆယ်ဆက်ကြဘူးပေမဲ့အပြူစင်ဖြစ်နေစေဖြစ်တဲ့မိမတယောက်အကြောင်းဖြစ်ပါလေမိမတယောက်ချောမောလှပတဲ့မိမတယောက်ခက်ရိုင်းရိုင်းပြောရင်ယောက်ျားရတာ10ယောက်ရှိပြီဒါမဲ့ဒီမျိုးသမီးကသူ့ကိုယ်သူပြောတယ်ကျမခဏချိန်ထိအပြူစင်ပါလို့ပြောတယ်နော်အဲ့တော့17ယောက်မြောက်ယူမဲ့ယောက်ျားကအဲ့ဒီမိန်းမကအဲ့လိုပြောတော့မင်းဘာဒီလာပြောဘယ်လိုဖြစ်မလဲမင်းယောက်ျားရတာပဲ10ယောက်ရှိပြီခုချိန်ကြီးမင်းကအပြူစင်ပါလို့ပြောတယ်ဘယ်လိုလုပ်ဖြစ်နိုင်မလဲအဲ့လိုပြောတယ်အဲ့လိုပြောတော့အဲ့ဒီမိန်းမပြန်ပြောတယ်ဘာပြောလဲဆိုတော့ तू ကတော့10ယောက်ပေါ့နော်ကျွန်တော်10ယောက်လုံးမပြောပါဘူး3-4ယောက်ပေါ့ तू ကဘာပြန်ပြောလဲဆိုတော့ကျမရဲ့တဲ့တတိယမြောက်ယောက်ျားကအင်ဂျင်နီယာတယောက်ပါတဲ့အင်ဂျင်နီယာဖြစ်တော့ तू ကအခြေခံသဘောတရားတွေအကုန်နားလည်ပါတယ်ဒါပေမဲ့ तू ကဘာပဲလှုပ်3နှစ်လောက်သိကြအောင်စမ်းသပ်ပြီးမှ तू ကအလုပ်ကို
လုပ်ပါလေအလုံးမဖြစ်ခဲ့ပါဘူးရှင်တဲ့သူကပြောတယ်ပထမယောက်ျားဒုတိယယောက်ျားကတော့စီမံရေးရအုပ်ချုပ်ရေးမှုတယောက်ပါတဲ့သူကတော့ပြဿနာတခုဖြစ်လိုက်ရင်ဘာကြောင့်ဘယ်လိုကြောင့်ဖြစ်တယ်ဆိုတော့ချက်ချင်းသိအတွေ့အကြုံအဲ့လောက်ကောင်းဒါပေမဲ့အဲ့ဒီအလုပ်ကိုလုပ်ဖို့ဆိုတဲ့နေရာမှာတော့အဲ့ဒါသူတာဝန်မဟုတ်ရဲ့လားသူများအလုပ်လားလို့အမြဲတမ်းတွေးနေကြသူရှင်တဲ့ကျမအလုပ်မဖြစ်ခဲ့ပါဘူးကျွန်တော်ရိုင်းခွင့်လို့နော်ကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်လေးပေါက်ရင်ကျွန်တော်ဝန်တာပါတယ်ကျမရဲ့အတ္တမမြောက်ယောက်ျားကစိတ်ယောဂကုဆရာဝန်တဲ့သူကတစ်ချိန်လုံးဗဇက်နဲ့ပဲပြောနေတာတဲ့လူပမောင်မေးနေရတာပေါ့စိတ်ယောဂကုဆရာဝန်ဆိုတော့ကျမအလုံးမဖြစ်ခဲ့ပါဘူးရှင်တဲ့နောက်ဆုံးတစ်ယောက်ကနောက်နဝမြောက်ယောက်ျားကသူကတစိကောင်းစုတဲ့လူရှင်တယ်သူလုံးတတ်တာရှာနဲ့ရက်တာပဲလုံးတတ်တယ်တဲ့နော်အလုံးမဖြစ်ခဲ့ပါဘူးရှင်အဲ့တော့ကျွန်တော်သမဏအကြံပေးကြီးစဉ်းစားကြည့်တယ် expert တော့ expert ပဲဒါပေမဲ့လုတ်ဖြစ်ဟန်မတူဘူးဗျာနော်ကျွန်တော်တွေးကြည့်ရဟုတ်လားခက်တာကကျွန်တော်ပေါ့ဗျာဥပမာကျွန်တော်ပေါ့ကျွန်တော်မိုးလေဝသလေ့လာတယ်မိုးလေဝသကိုကျွန်တော်တင်ထားခဲ့တယ်အီမန်တော်တစ္ဆာစကားပါကျွန်တော်မိုးလေဝသလွဲလို့ဘယ်ဟာမှဆရာဝန်မလုပ်ဘူးမေးတာပေါ့ဗျာကျွန်တော်မေးတာတော့ပြောအောင်နေတယ်ရွှေတကုံမေကလက်ထနားတာလည်းမေးတာပဲကျွန်တော်လာပြီးတော့မဟုတ်လားအဲ့ဒီလင်းတာတွေနားတာတဲ့ဘလို့အဓိပ္ပာယ်ကောင်းမလဲဘယ်သိမလဲကွာလို့မင်းကလည်းလင်းတာနားတာငါမသိဘူးလို့တော်ပါသေးတယ်ကျွန်တော်တကယ်ချင်းကဝင်းဖြေသွားတယ်ဇေယကိုကနော်သူကတော့ချတာဘာဖြစ်မယ်ညာဖြစ်မယ် February လမှာနိုင်ငံရေးအပြောင်းလဲဖြစ်မယ်ဘာညာနဲ့တွေးတာကျွန်တော်တော့လန့်သွားသူနဲ့တွေးတော့မှပြောရနည်းနည်းတော့ရှော့အောင်များဟုတ်တော့မလားနော်မသိဘူးမလုပ်ဘူးတော့ကျွန်တော်အများဆုံးမိတာကြီးရဲ့စိုက်ပျိုးရေးမိုးလေဝသသမားဆိုတော့ဒီနေ့ဘာရာသီဥတုရှိနေကျွန်တော်ပြောလိုက်တယ်ပြောလိုက်ရင်သူကလာပြီစိုက်ပျိုးရေးနော်မေးပြီကျွန်တော်မင်းပြောတယ်ဟေးစိုက်ပျိုးရေးနဲ့ပတ်သက်မေးခြင်းစိုက်ပျိုးရေးပညာရှင်မေးဒါသူတို့လို့အဲ့လိုပြောချင်တာကိုတက်ကျွမ်းတော်ကိုပဲကိုပါလို့လဲနေပါလေဒါပေမဲ့ကျွန်တော်တို့စီကဆရာတွေကအဲ့လိုမဟုတ်ဘူးနော် expert လို့တတ်မှတ်လိုက်ရင်အကုန်လုံးပတ်ကုန်တော့တာပဲနော်မသိရအောင်သိကြရောဝင်ပြောတော့တာပဲအဲ့ဒီလိုဖြစ်တဲ့အခါရာသီဥတုစောစောက2010အရေးကြီးတဲ့ဟောဒီဒေတာနဲ့ပတ်သက်တာလဲတနိုင်ငံလုံးပတ်သက်တာတခုကကျွန်တော်ပြောတဲ့ထဲမှာပါသွားပါတယ်2010စက်တင်ဘာလကုန်အထိမုန်တိုင်းတစ်လုံးမှမဖြစ်ဘူးလို့ကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့ဘင်္ဂလားပြည်နယ်မှာဖြစ်တဲ့မုန်တိုင်းတွေရဲ့သမိုင်းကိုပြန်ကြည့်တဲ့အခါကျွန်တော်စီမှာနှစ်ပေါင်း136နှစ်မှတ်တမ်းရှိ1889ကနေပြီးတော့2010အထိ136နှစ်မှတ်တမ်းမှာဘယ်နှစ်မှမုန်တိုင်းတစ်လုံးမှမဖြစ်တဲ့နှစ်လို့မရှိဘူးဒီဇင်ဘာလနှစ်ကုန်ရင်အနည်းဆုံး၄လုံးတော့ဖြစ်အဲ့တော့2010နှစ်ဘာဖြစ်စက်တင်ဘာလဒီတစ်လုံးမှလည်းမဖြစ်တော့လက်ကျန်ကာလအောက်တိုဘာနိုဝင်ဘာဒီဇင်ဘာမှာမုန်တိုင်းကစိုက်ကလုံးအဆင့်ကြီးပဲဖြစ်တာ၄လုံးဖြစ်တော့မုန်တိုင်းမှုကရွာရောဆရာကြီးကိုအချိန်နဲ့တွေ့ကြည့်ပါဦးအောက်တိုဘာနိုဝင်ဘာဒီဇင်ဘာဆိုတာမိုးကုန်ပြီမုတ်တုံထွက်ပြီးပြီထွက်ပြီးမှရွာတဲ့မိုးဆိုတော့ကျွန်တော်တို့မိုးလေဝသကတော့အဲ့ဒါကိုအချိန်ခါမဟုတ်ရွာတဲ့မိုးခေါ်တယ်အရက်သုံးကတော့အခါလုံမိုးခေါ်တယ်ပြောရရင်တော့များသောအားဖြင့်ဖြက်မိုးပါပဲအဲ့ဒီမိုးတွေလည်းရွာရောရိတ်ချိန်သိမ့်ချိန်ရောက်နေတဲ့စပားတွေပဲတွေအကုန်လုံးမိုးမိကျွန်တော်တို့ဒီနေ့ပဲခူးတိုင်းအေရီတိုင်းမှာလေကွင်းတွေဘာဖြစ်ပြန်လဲရေမြုပ်ပြန်ရောအဲ့ဒီလောက်တောင်သူလယ်သမားကိုဒုက္ခပေးနေတဲ့ရာသီဥတုဖြစ်တဲ့အခါအခုကျွန်တော်ညီကုန်းနဲ့ချုပ်ပါတော့မယ်ညင်လဲတော်တော်နဲ့လာတော့2013ဒီနှစ်မှာကျွန်တော်အစိုးရင်ဆုံးအချက်တွေဟောဒီဒေတာနဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်ပါတယ်နံပါတ်1ကဒီ2013မှာမိုးတွင်းကာလပြက်ကလေးလနဲ့ပြောရင်ဇွန်လဇူလိုင်လဩဂုတ်လစက်တင်ဘာလ4လကျွန်တော်မုန်တိုင်းမဖြစ်ဘူးလို့ပဲတွက်ပါတယ်မဖြစ်နိုင်ဘူးပေါ့နော်
မဖြစ်တာလဲဒီတနေ့မဟုတ်ပါဘူးအဲ့လိုမဖြစ်တာအခုနောက်ပိုင်းနှစ်တွေများလာပါပြီပြောင်းမြန်အဲ့ဒါကြီးဟိုးအရင်တုန်းဆိုတာများများကြီးမဟုတ်1980ရဲ့ရှေ့ပိုင်းတုန်းကတနစ်မှာလလိုက်ကြည့်ရင်မုန်တိုင်းအများဆုံးဖြစ်တာမိုးတွင်းခဏအဲ့ဒီမိုးတွင်းမှာမုန်တိုင်းတစ်လုံးမှမဖြစ်ဘူးပြောင်းမြန်ကြီးကိုဖြစ်သွားတယ်မုန်တိုင်းတစ်လုံးမှမဖြစ်ရင်ဟောဒီဒေတာဘာဖြစ်အောင်မလဲမိုးနေအောင်မယ်နော်မိုးနေအောင်မယ်စက်တင်ဘာလကုန်အထိမုန်တိုင်းတစ်လုံးမှမဖြစ်ခဲ့ရင်ကျန်တဲ့3လဖြစ်တဲ့အောက်တိုဘာနိုဝင်ဘာဒီဇင်ဘာမှာမုန်တိုင်းတွေဖြစ်မယ်အဲ့ဒီမှာအချိန်ခါမိုးတွေရွာအောင်မယ်ဆိုတော့ပဲခူးတိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းဒီတိုင်းအပါဝင်ပေါ့ဗျာအဲ့ဒီမှာဖြတ်မိုးတွေဘာဖြစ်လဲကြုံအောင်မယ်နော်ဒီချက်တွေဟာ2013မှာကျွန်တော်စိုးရင်ဆုံးတစ်ခုဖြစ်တယ်နောက်တစ်ခုဂျပန်နိုင်ငံကတော့အတီလင်းပြောတယ်ဟောဒီ2013မှာမြန်မာနိုင်ငံအိန္ဒိယနိုင်ငံနှစ်နိုင်ငံဟာပူပြင်း6တွေ့တဲ့ရာသီဥတုနဲ့ကြုံတွေ့ရပြီးစိုက်ပျိုးရေးလုပ်ငန်းများကိုထိခိုက်လိမ့်မယ်လို့ဂျပန်ကပြောပါတယ်အဲ့ဒီလိုအဓိပ္ပာယ်မျိုးရှိတဲ့ခံမှန်းချက်မျိုးကိုလည်းအမေရိကထုတ်ပါတယ်ဒါကြောင့်2013ရဲ့ရာသီဥတုဟာဟန်နီမွန်းတော့မဖြစ်နိုင်ဘူးကျွန်တော်တို့ရင်ဆိုင်ရပါလေဦးမယ်ဒါပေမဲ့အရေးကြီးတာ knowledge ပါပဲကျွန်တော်တို့ဒေတာကိုလူတွေကပြောတယ်ပူပြင်း6တွေ့တဲ့ဒေတာလို့ပြောပါတယ်ဒါပေမဲ့ကျွန်တော်စဉ်းစားစီခြင်းနဲ့ပူပြင်းတာနဲ့6တွေ့တာဟာတစ်ခုစီဖြစ်ပါတယ်ပူပြင်းတာကအကြောင်းတရား6တွေ့တာကအကျိုးတရားဖြစ်ပါတယ် cause and effect ခေါ်ပါတယ်ထုံးစံကတော့အကြောင်းတရားဆိုတာပြုပြင်လို့ရခဲ့ပါတယ်ဒါပေမဲ့အကျိုးတရားကိုတော့ပြုပြင်လို့ရနိုင်တယ်ပြောချင်တာကတော့ပူပြင်းပေမဲ့မ6တွေ့အောင်နော်ပူပြင်းပေမဲ့မ6တွေ့အောင်ကျွန်တော်တို့လုပ်နိုင်တယ်အဲ့ဒီလိုလုပ်ဖို့အတွက်လိုအပ်တာကတော့ knowledge ပဲဖြစ်ပါတယ်အသိပဲဖြစ်ပါတယ်ဒီအသိတွေပြန်ပွားဖို့လိုတယ်နိုင်ငံကစနစ်တစ်ခေတ်တစ်ကိုကူးပြောင်းနေတဲ့ကာလမျိုးမှာကိုဘီလူကပြောတယ်လို့ပြည်သူလူထုကအသိရှိဖို့လိုပါတယ်ကျွန်တော်တို့မိုးလေဝသမှာတော့လုပ်ငန်းစဉ်လေးရှိပါတယ်မူရင်းအင်္ဂလိပ်လိုလေးပြောရရင် information မရှိဘဲ education မရှိဘူး education မရှိဘဲ awareness မရှိဘူး awareness မရှိဘဲ participation မရှိဘူးလို့ပြောပါတယ်အလုံးမှတ်ပါတယ်မြန်မာလိုပြန်ပြောရင်တည်င်းအချက်လက်တွေတိတိကျကျမှန်မှန်ကန်ကန်မသိရရင်အသိပညာမရနိုင်ပါဘူးတဘာဝဘေးကနေတကူဖြစ်လိုက်သိတာပေါ့ပြက်တာပေါ့မဟုတ်လား information ဆိုတာပေးရမယ်အခုတော့မဟုတ်ပါဘူးဗျာဘာလေးဖြစ်လိုက်နမိတ်မရှိလို့မပြောရဘူးအသေးပြောင်းများရင်ဘသူမဲ့အပြစ်ရှိတယ်လို့လည်းမပြောရဘူးဒါအလွန်မှားပါတယ်နော်မှားပါတယ် information ရှိရမယ် information ရှိမှ education အသိရှိပါတယ်အသိရှိမှဦးကျော်ဟင်းပြောတယ်လို့တတိရှိပါတယ် awareness ရှိပါတယ်ခင်ဗျားမှာအသိလည်းရှိပြီတတိလည်းရှိပြီဆိုရင်ခင်ဗျားဘေးထွက်ထိုင်မနေတော့ပါဘူးခင်ဗျားကိုယ်တိုင်ပါဝင်ပြီးတော့ဆောင်ရွက်ပါမယ် participation ရှိပါတယ်တဘာဝဘေးရတဲ့ကာကွယ်ရေးရာသီဥတုပြောင်းလဲခြင်းဆိုတဲ့အလုပ်တွေဟာဘယ်လိုဘာသာရပ်လဲလို့တယောက်ကကျွန်တော်မေးခဲ့ရင်ဒီဘာသာရပ်ကဓာတုဗေဒလားယူဘဗေဒလားပထဝီလားမြန်မာစာလားသင်္ချာလားစသဖြင့်ဘာသာရပ်အမျိုးအစားခွဲကြည့်ရင်ရာသီဥတုပြောင်းလဲခြင်းတဘာဝဘေးရတဲ့ကာကွယ်ဆောင်ရှောက်ရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ဘာသာရပ်ဟာ social science ဖြစ်ပါတယ်လူမှုရေးသိပ္ပံဖြစ်ပါတယ်သိပ္ပံလည်းပါတယ်လို့လူမှုရေးလည်းပါတယ်တနည်းပြောရင်လူထုပါဝင်မှုလိုတယ်လူထုပါဝင်မှုမရှိဘဲနဲ့ဒီလုပ်တွေဘယ်လိုမှမအောင်မြင်နိုင်ဘူးဌာနပေါင်းစုံ multi agency အဖွဲ့အစည်းပေါင်းစုံ multi disciplinary ဒီလို approach ကိုသုံးမှဒီလုပ်ငန်းအောင်မြင်နိုင်တဲ့အတွက်လူထုအသိဟာ paramount important လို့အင်္ဂလိပ်လိုခေါ်ရပါမယ်အလွန်အရေးကြီးပါတယ်ဒီရွယ်ချက်ကလေးတွေနဲ့ကျွန်တော်ဟောပြောပွဲတွေကိုဟောပြောခြင်းဖြစ်ပါတယ်
ကျွန်တော်ပြောခဲ့တယ်လို့စာရေးဆရာများဟောတယ်လို့ကျွန်တော်ယတ္တတွေပြီးလို့တဲ့ရည်ရွယ်ချက်လဲကျွန်တော်မှမရှိပါဘူးကျွန်တော်ပြောချင်တာတုတ္တပဲဖြစ်ပါတယ်ကျွန်တော်ဘာသာရပ်နဲ့ပတ်သက်တဲ့တုတ္တတည်တင်တည်တဲ့ဟာညီကုန်းချုပ်ပြောချင်တာတော့ကျွန်တော်တို့နောက်ဆုံးပြဿနာမြန်မာပြည်မှာပညာရှင်အလွန်ရှားပါတယ်ဆိုတာပါပဲကျွန်တော်ဝန်ထမ်းဘဝမှာကျောင်းဆရာတစ်ပိုင်းဖြစ်တော့ဆရာကြီးအောင်ဦးအောင်တင်ပြောသလိုမျိုးဆက်ရစ်တို့တိုးတက်ရစ်ဖို့ဆိုတဲ့မျိုးဆက်တစ်တို့တိုးတက်ရစ်ဖို့ဆိုတဲ့စေတနာလေးနဲ့ကျွန်တော်ပညာလက်ဆင့်ခံခဲ့ပါတယ်ပထမဦးဆုံးတပည့်တယောက်ကိုဖိလစ်ပိုင်နိုင်ငံကိုမိုးလေဝသမဟာသိပ္ပံဘွဲ့ပါတကူဘွဲ့ယူဖို့ကျွန်တော်လွှတ်ပါတယ်ပါတကူဘွဲ့ရပါတယ်ပြန်လာပါတယ်မြန်မာပြည်မှာတစ်နှစ်ပဲလုပ်ပါတယ်ထွက်စာတင်တယ်ထွက်စာမပြီးတော့ထွက်ခွင့်မပြီးတော့ရုံးမတက်တော့ပါဘူးနောက်ဆုံးလူကြီးတွေကကြာရင်ဒုက္ခရောက်ရကြီးရဲ့ဆိုပြီးတော့နောက်ဆုံးတော့ထွက်ခွင့်ပေးလိုက်ရထွက်ခွင့်လည်းပေးလိုက်ရောတခါတည်းစင်ကာပူမှာအခုအလုပ်သွားလုပ်ပထမသားတစ်ယောက်ဆုံးရှုံးပါတယ်ဒုတိယဂျပန်ကိုကျွန်တော်ပညာသင်ဘွဲ့လွန်လွတ်ပါတယ်ဒီတကားတော့သိကြအောင်မိန်းကလေးကိုကျွန်တော်ရွေးလွတ်ပါတယ်တပည့်ပါတက္ကသိုလ်ပထမနှစ်တည်းကစာသင်ပေးခဲ့တဲ့တပည့်ဘွဲ့ရတော့လဲရုံးမှပြန်ပြီးအလုပ်ရောက်အောင်ပေးခဲ့တဲ့တပည့်မိန်းကလေးလည်းဖြစ်တော့ဒီတယောက်တော့သိကြလောက်တယ်ဆိုပြီးတော့ကျွန်တော်ဂျပန်ကိုလွတ်ပါတယ်ခဏအထိပြန်မလာပါဘူးနော်ဒါဒုတိယတယောက်ဆုံးရှုံးပါတယ်တတိယတယောက်ဆုံးရှုံးပါတယ်အဲ့ဒါတော့ဘယ်လိုဆုံးရှုံးလဲဆိုတော့ဖိလစ်ပိုင်ကိုမိုးလေဝသမဟာသိပ္ပံဘွဲ့အတွက်လွတ်တယ်မဟာသိပ္ပံဘွဲ့ရတယ်ပြန်လာတယ်ဒီတခါတော့သိကြအောင်ကျွန်တော်စာသင်ပေးမှုတဲ့တပည့်လည်းဖြစ်တယ်အသက်ကလည်း40ကျော်လောက်ရှိပြီမိသားစုလည်းရှိတယ်သားသမီးလည်းရှိတယ်ဆိုခိုင်ပြီဆိုပြီးကျွန်တော်လွတ်ဒီတခါတုတ်ကိမှန်တယ်ပြန်လာတယ်လာတော့လည်းရုံးမှာလှုပ်တယ်အလုပ်ကျွန်တော်ပီတိဖြစ်ရပါတယ်ဒါနဲ့စောတော့ကျွန်တော်ပြောခဲ့တဲ့2020 2050 2100 climate scenario တွေတွက်ဖို့အတွက်မြန်မာပြည်မှာတွက်လို့မရအောင်ဒီမှာ super computer လည်းမရှိအဲ့တော့တွက်ဖို့အတွက်သူ့ကိုကျွန်တော်ဥက္ကဋ္ဌလုပ်ပြီးတော့ထူထောင်ထားတဲ့ထိုင်းနိုင်ငံ AND မှာရှိတဲ့ RINE အဖွဲ့ကိုသူ့ကိုလွှတ်လိုက်လွှတ်ပြီးကျွန်တော်2နှစ်အလုပ်သင်ဖြစ်အဲ့ဒီဟာတွေတွက်ခိုင်းလိုက်သူအဲ့ဒီသွားနေတုန်းပဲကျွန်တော်အလုပ်ကနားယူသွားပါတယ်ဒါပေမဲ့ဒါတွေသူပြီးအောင်တွက်ခဲ့တယ်ဌာနအတွက်သာမကနိုင်ငံအတွက်ပါအကျိုးရှိတဲ့အလုပ်တွေလုပ်ခဲ့တယ်ပြန်လာတဲ့အခါမှာဌာနရှိတဲ့လူငယ်တွေကိုသူလက်ဆင့်ကမ်းပညာတွေပေးတယ်စာတမ်းလုပ်တဲ့နေရာမှာအကူအညီတယ်တက္ကသိုလ်တွေမဟာသိပ္ပံပါတကူဘွဲ့တက်တဲ့နေရာမှာလည်းသူအကူအညီပေးတယ်ကျွန်တော်အိမ်ကနေပြီးတော့သတင်းကြီးကြားဝင်တာပြီးတော်သေးတယ်ဒီတယောက်တော့အဖက်တင်တယ်ဒါမဲ့လုံခဲ့တဲ့တစ်နှစ်ကြော်ကြော်လောက်ကအဲ့ဒီတပည့်ကမန္တလေးကိုစာသွားတင်ပါတယ်9ရက်ကြာစာတင်ပြီးတော့ပြန်လာမှနေပြီးတော့ဝင်ခဲ့ပါဦးဆိုပြီးတော့ခေါ်လို့လမ်းတစ်ဝက်ကနေပြီးတော့ဝင်တယ်မနေ့ပိုင်းရောက်တယ်နေ့လယ်ပိုင်းကျဒီကောင်နေမကောင်းဖြစ်တယ်ဒါနဲ့အချိန်နေမကောင်းတော့ညနေကျဆေးရုံတင်ညကျတော့ကျွန်တော်တပည့်ဆုံးသွားပါတယ်သူတည်တဲ့ခါမှာအသက်50ပဲရှိပါသေးတယ်ကျွန်တော်တော့3ယောက်သားသမီး3ဦးမွေးခဲ့တာတယောက်မှအဖတ်မတင်ပါဘူးအလွန်ခက်ပါတယ်နောက်တစ်ခုပညာရှင်ပိသားဖို့ကလည်းအလွန်ခဲရမှာလေကျွန်တော်မိုးလေဝသဌာနငင်းစားယူလိုက်တော့ဂျာနယ်တွေကျွန်တော်စီလာသတင်းတွေမေးအရင်တော့ကျွန်တော်သတင်းတွေပါလာရင်မိုးလေဝသညွှန်ကြားရေးမှူးချုပ်ဦးထွန်းလွင်ဒါပြီးပါတယ်နောက်အငိမ့်စားယူသွားတော့သူတို့ကနာမည်ပြောင်းတယ်ဦးထွန်းလွင်မိုးလေဝသပညာရှင်ဆိုတဲ့စကားလုံးသုံးလာတယ်ကျွန်တော်ကတောင်းပန်တယ်ပညာရှင်မသုံးပါနဲ့ပညာရှင်ဆိုတာမြင့်နေမင်းတို့သုံးရင်မိုးလေဝသသူတိတ်တိတော်ပြီးတော့ပဲမရဘူးပညာရှင်ပဲအဲ့တော့ကျွန်တော်ကကြားဘူးတာတခုသွားသတိရတကယ်တော့ဒီဇလန်းကိုပြောခဲ့တဲ့လူကကွယ်လွန်သွားပြီဖြစ်တဲ့ရုပ်ရှင်မင်းသားအကယ်ဒမီဒွေးဖြစ်ပါတယ်
ဒွေးမသိခင်အင်တာဗျူးတစ်ခုမှာပြောသွားတဲ့ပုံဖြစ်ပါတယ်ဒွေးပြောတဲ့ပုံမြင်ကဒီလိုပါတခါတုန်းကပြင်သစ်တော်လှန်ရေးခေတ်ကာလတုန်းကပြင်သစ်နိုင်ငံမှာတေတံအပိခံထားရတဲ့တရားခံ3ယောက်ရှိတယ်အဲ့ဒီတုန်းကတေတံပေးတဲ့စနစ်ကလည်းကွင်းမြေအလယ်မှာထားတဲ့စင်ကြီးပေါ်ဒီလိုစင်ကြီးပေါ်မှာခေါင်းဖြတ်ဆက်ဂိုလတင်းလို့ခေါ်တဲ့ခေါင်းဖြတ်ဆက်ကြီးကိုတင်ထားပြီးတော့အခုလိုလူအများရှိမှာခေါင်းဖြတ်တတ်တဲ့စနစ်နဲ့တေတံပေးတဲ့ခေတ်ဖြစ်တယ်အဲ့ဒီလိုတေတံပေးခံမဲ့နေ့ကိုစောင့်နေကြတဲ့တရားခံ300ဟာဒီနေ့တော့သူတို့တေတံပေးခံမဲ့နေ့ကိုရောက်လာပါတယ်အဲ့ဒီနေ့မှာလူတွေကဘလို့စိတ်ဝင်စားလဲဆိုမနေ့အစိုးကြီးတွေကကိုကြီးတဲ့မှာလူတွေကကြစ်ကြစ်တိုးနေတာပဲအချင်းတန်တော့အာနာပကွက်သားများကတရားခံ3ယောက်ကိုလူပုံအလယ်မှာရှိတဲ့စင်ကြီးဘော်ကိုတင်လာပြီးတော့ပထမဦးဆုံးတရားခံကိုအဲ့ဒီခေါင်းပြက်ဆက်အောက်ကရှိတဲ့တက်သားတန်းပေါ်မှာဇက်ကိုတင်နေခိုင်းလိုက်တယ်အဲ့တော့တရားခံလည်းတင်ရတာပေါ့လေဒီတော့မှသူတို့ကခေါင်းပြက်ဆက်ကရှိတဲ့အပေါ်ကဓာကြီးပေါ့လေအဲ့ဒီဓာကြီးကိုထိန်းနေမောင်းကြီးကိုဖြုတ်ချလိုက်တော့ဓာကြီးကအပေါ်ကနေအောက်ကိုကျလာမယ်နောက်ပြီးတော့မှတရားခံရဲ့ခေါင်းကိုဖြတ်မယ်ခေါင်းပြတ်မယ်သိမယ်ဒါအစင်လာဒီတိုင်းပေါ့လေဒါပေမဲ့အဲ့ဒီဓာကြီးကဖြစ်ချင်တော့အပေါ်ကနေအောက်ကိုကျလာတော့လမ်းတစ်ဝက်လောက်မှာဓာကြီးကဂျမ်ဖြစ်ပြီးတော့ညက်နေတယ်အောက်ထိကျမလာဘူးအဲ့ဒီခေတ်ကလည်းမသိမချင်းသက်စီဆိုတဲ့အမိတ်မဟုတ်တော့ပြောရရင်တော့ပထမတရားခံလွတ်သွားတော့ဒုတိယတရားခံလည်းရောက်ဒီလိုပဲခေါင်းတင်ခိုင်းဒီလိုပဲဓာကြီးပြုတ်ကြဒီလိုပဲညက်ဒီလိုပဲလွတ်သွားပြန်တတိယတရားခံအလှည့်ရောက်တဲ့အခါကျတော့တတိယတရားခံကအာနာပကွက်သားများကိုပြောတယ်ညီကြပါအောင်ခင်ဗျာတင်ရမယ်လူတယောက်အနေနဲ့မသိခင်မှာနောက်ဆုံးတောင်းဆိုခွင့်တစ်ခုလုတ်ခွင့်ရှိတယ်မဟုတ်ဘူးလားလို့မေးတော့အာနာပကွက်သားများကလည်းတရားဥပဒေနဲ့အညီတောင်းနေတာဖြစ်တဲ့အတွက်အေးလေကွာမင်းကဘာလုပ်ချင်လဲလို့မေးဒီတော့တတိယတရားခံပြောတယ်ကျွန်တော်အဲ့ဒီဓာတ်ဆက်ကြီးကိုတက်ကြည့်ပြစီလို့ပြောတော့အာနာပကွက်သားများလည်းကြည့်လေကွာဒါနဲ့အဲ့ဒီတတိယတရားခံကခေါင်းဖြတ်ဆက်ဓာတ်ဆက်ကြီးကိုတက်ကြည့်တယ်တက်ကြည့်ပြီးတော့ချုံချက်ကိုသူရှာတယ်တွေ့ပြီးသူပြင်လိုက်တယ်ပြင်ပြီးတော့အောက်ပြန်ဆင်းလာပြီးတော့အာနာပကွက်သားများကိုပြောတယ်ကဲကျွန်တော်ကိစ္စပြီးပါပြီခင်ဗျားတို့လှုပ်ရှားရှိတာဆက်လှုပ်ကြပါတော့လို့ပြောတယ်အဲ့တော့အာနာပကွက်သားများကအေးလှုပ်ရှားရှိတဲ့အလုပ်ဆိုဒီတကမင်းအလှဲ့ပဲပေါ့အဲ့ဒီဓာတ်ဆက်ပေါ်မင်းကောင်းတင်လိုက်တော့ဆိုတော့သူစက်ကိုတင်ပေးပါတယ်ဒီလိုတင်ပေးတဲ့အချိန်မှာခေါင်းဖြတ်ဆက်မောင်းကြီးကိုဖြုတ်ချလိုက်တဲ့အခါမှာအပေါ်ကဓာကြီးကအရှိန်နဲ့အောက်ကျလာပြီးတော့တတိယတရားခံရဲ့ဇက်ကိုပေါ့နော်တုတ်နဲ့ဖြတ်ချတာခေါင်းပြတ်ပြီးတတိယတရားခံသိပါတယ်ပေါ်ချင်းပြီးသိတော့ပါတယ်ပုံမြင်ရတော့ဒါပါပဲနေပါအောင်နဲ့ကျွန်တော်ပြောဖို့တခုမေ့သွားတယ်တဲ့အဲ့ဒီတတိယတရားခံအင်ဂျင်နီယာဖြစ်ပါတယ်ဒီပုံရဲ့သဘောကတော့အင်ဂျင်နီယာကသူကပညာရှင်ဖြစ်တော့ဒီဓာတ်ဆက်ကြီးဒီလိုညံ့နေတဲ့ပြဿနာကိုသူကသိသူ့မျက်စိရှေ့မှာဒီလိုကြီးကြည့်ရတာအလွန်ကြည့်ရဆိုးဒီပြဿနာကြီးကိုသူသိတယ်သူပြင်နိုင်တယ်ဒါကြောင့်သူ့ရဲ့ပညာကိုသူအစော်ကားမှခံသူသင်ရမယ့်ကိစ္စဖြစ်သည့်တိုင်အောင်ပညာရှင်ပိတစွာနဲ့မှားနေတာကိုသူမှတ်အောင်မဖြစ်လဲလုပ်ပေးသွားတယ်အဲ့ဒါမှပညာရှင်ကျွန်တော်အဲ့လိုပညာရှင်မျိုးမဟုတ်ပါဘူးเนาะမြစ်စုံတာမှာကျွန်တော်ပြောပြီးတစ်လလောက်ကျွန်တော်အဖျားတက်နေပါတယ်เนาะဒါပေမဲ့ခက်တယ်ကျွန်တော်တို့ခက်ပါလဲမျက်စိရဲ့မြင်သမျှပြောစရာကြီးပါပဲเนาะလက်ပတောင်းတောင်နဲ့လက်ပတောင်းတောင်မို့လို့တဝဲလဲတဝဲမို့လို့ရေနံပိုက်လဲရေနံပိုက်မို့လို့မြစ်စုံတာလဲမြစ်စုံတာမို့လို့เนาะပြောစရာကြီးများလာပါတယ်သို့တော်ညာလည်းပဲကိုရှိရဲ့အင်အားလေးနဲ့ကိုရှိရဲ့တတ္တိလေးတွေပြည့်ညစ်ထုတ်ပြီးတော့ဆိုရရှိကဆိုအပ်လားဆိုတဲ့စကားလိုပဲကျွန်တော်တို့ဒီလိုပဲအများပြည်သူနဲ့အတူပေါ့နော်
နိုင်ငံတော်ရဲ့ဒုတိယကြောင်းဆက်လက်လှုပ်ဆောင်သွားဖို့ပဲလောလောဆယ်ဆုံးဖြတ်ထားပါတယ်ဆိုတာလေးပဲကျွန်တော်တင်ပြရင်းညီကုန်းချုပ်ပါတယ်